လူတွေမှာလွယ်တကူဖြစ်တတ်တယ်ဘာဖြစ်လို့တော့ဆိုလူဆိုတာတဦးနဲ့တဦးရှင်ပြိုင်မှုရှိနေတယ်ကိုနေရင်ကတောင်မှရှင်ပြိုင်လာလူဆိုတာဥမာမဲ့အိမ်နာနေချင်းကကားစီးတယ်ဆိုလို့ရှိရင်ကိုလုံးငယ်တိမ်ငယ်လာတယ်ငါတို့အိမ်နာနေချင်းကကားဝယ်တယ်ငါတော့မဝယ်နိုင်ဘူးသူဘာလို့ကားဝယ်တာတော့အကောင်းမမြင်နိုင်ဘူးဟာဒီလူကဘူးရစေဝါရောင်းလို့ကားဝယ်တာလားထိပေါက်တန်းလည်းမကြားပါဘူးဆိုအလိုလျောက်မနာလိုစိတ်တွေဖြစ်လာပြပြောလာအဲ့ဒါကိုအိတ်တာလို့ခေါ်တယ်ကိုနာမှာကိုအိမ်နာနေချင်းတယောက်တိုးတက်သွားရင်အကောင်းမပြောနိုင်တဲ့ဟာအိတ်တာအဲ့ဒီလူရဲ့ရင်ထဲမှာလည်းဘာဖြစ်တုံးဆိုစီပွားဥစားတွေတိုးတက်လာတယ်ငါကတော့ကအတူတူအပူပူအနူနူပေါ့ကိုရူရန်တူဒီလိုနေကြတာအိမ်နာနေချင်းသို့တော့ကိုကကြီးပွားလာအခွင့်အလမ်းတွေကောင်းလာလို့ကိုကစီးပွားတိုးတက်လာလို့ရှိရင်ဂျန်တဲ့လူတယောက်ကိုလိုတိုးတက်မှစိုးတယ်ဆိုဖြစ်လာဗျာလူစိတ်ဆိုတော်တော်ဆန်းကိုလိုမကြီးပွားစေခြင်းဘူးအဲ့လိုကိုလိုမတိုးတက်စေခြင်းဘူးဆိုရင်ဒါမစ္စရိယဖြစ်သွားဗျာကြီးပွားသွားတာကိုမနာလို့မရှုစိတ်ဖြစ်ရင်အိတ်တာကိုလိုမကြီးပွားစေခြင်းတို့ကြီးပွားစေခြင်းမှုဆိုရင်မစ္စရိယအဲ့ဒီနှစ်ခုဟာလူလောကမှာရှင်ပြိုင်နေတာလို့ဖြစ်ပြီးတူပေါ်တူမနာလို့မရှုစိတ်နေနဲ့အကုသိုလ်တွေများနေကြတယ်လို့သူပြောညီကိုမောင်နှမချင်းတောင်မှပဲတယောက်ကကြည်ပွားသွားရင်ကျန်တဲ့တယောက်ကမကျေနပ်ချင်ဘူးကိုကြည်ပွားသွားတာကိုကျန်တဲ့လူတွေကိုမကြည်ပွားစေချင်ဘူးဟောအိတ်တာမစ္စရိယအဲ့ဒီအိတ်တာမစ္စရိယဆိုတဲ့အကုသိုလ်ဟာလည်းပဲအမှန်မှကြီးမားတယ်ဒီအကုသိုလ်တွေကြောင့်လူအတိုင်းဝိုင်းဟာကြီးပွားတိုးတက်မှုတွေအားပြော့သွားပြီးတော့တူနဲ့တူမနာလိုမှုတွေမရှုစိတ်မှုတွေဖြစ်ပေါ်ပြီးတော့နေနိုင်ငံတနိုင်ငံမှာလည်းအိတ်တာမစ္စရိယရှိတာကိုပါတီကနိုင်ပြီးသူများပါတီကရှုံးနော်ကိုပါတီကိုပဲနိုင်စေရှုံးတဲ့ပါတီကနိုင်ရတဲ့ပါတီမကြိုက်ဘူးနိုင်ငံရေးစကားနဲ့ပြောမယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပြောမယ်ဆိုရင်ကြီးပွားသွားတဲ့လူကိုမကြီးပွားတဲ့လူကမကြိုက်ဘူးနိုင်ငံရေးနဲ့ပြောမယ်ဆိုရင်မဲသာရသွားရင်မဲမရတဲ့ပါတီကမကြိုက်ဘူးဟောဒီလိုတွေအများကြီးပဲရွှေတွင်းပြိုင်တူးလို့ရှင်လည်းရသွားတဲ့လူကိုမရတဲ့လူကမကြိုက်ဘူးအဲ့ဒီမကြိုက်နိုင်ဘူးအကောင်းမပြောနိုင်ဘူးဆိုတဲ့အိတ်တာဟာကျေပြန့်စွာအနှံ့ပြားမှရှိတယ်မရိယာတစ်မျိုးတည်းရှိတာမဟုတ်ဘူးအကုန်ရှိမှာနော်ကဘာကြီးတစ်ခုလုံးဟာကျေပြန့်ပြီးတော့နေတာအဲ့ဒီအိတ်တာမစ္စရိယကျေပြန့်စွာတည်ရှိနေမှုကြောင့်လူလောကလူတွေဟာတိုးတက်မှုလမ်းစာတွေပိတ်ပြီးတော့နေတာဖြစ်တယ်မနာလိုမရှုစိမ့်သည့်အတွက်ကြောင့်အပြစ်ပြောကြတယ်ဆဲကြတယ်ရေးကြတယ်တူအပုတ်ချတယ်သိက္ခာချတယ်ဆိုတာဒါတွေဖြစ်ကုန်အဲ့ဒါတွေကမှန်ကန်မှုရှိလားဆိုမှန်ကန်မှုမရှိဘူးအဲ့ဒါတွေကပပတွေပဲဖြစ်တယ်ဆိုးတဲ့ဘက်ကိုတွန်းပို့လိုက်တဲ့အနေအထားမျိုးတွေဖြစ်ကုန်ကောင်းတဲ့ဘက်ကိုရောက်ရှိစေနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ဒီအိတ်တာနဲ့မစ္စရိယဆိုတာလည်းပဲတကယ်ပပအစ်စ်ပဲအဲ့ဒီပပမှာအိတ်တာကိုဘာနဲ့ဖယ်ရှားရမလဲလို့ဆိုရင်မုဒိတာနဲ့ဖယ်ရှားလူတယောက်ကြီးပွားသွားရင်ဝမ်းသာနိုင်ရမယ်ဝမ်းသာနိုင်ရဘလို့ဝမ်းသာရအိုးသူစ조사လို့ရတာခြေနှက်ဆရာကောင်းလိုက်တာငါလည်းစ조사မယ်ဟောဒီလိုပဲဖြစ်တယ်နော်အဲ့တော့ဝမ်းသာနိုင်တာဟာမုဒိတာတရားမုဒိတာဆိုတဲ့ပြမစိုးတရားခေါင်းမသွားပြီးကလျာဏခေါင်းမသွားပြီးဆိုအိတ်တာဆိုတဲ့ပပကလွှမ်းမိုးလာအိတ်တာသည်ပပမုဒိတာသည်ကလျာဏ
အဲ့တော့ကလျာဏကာရီအသင်းသူအသင်းသားတွေဟာအိတ်တာကိုလက်ခံမဲ့ဆိုရင်ကလျာဏကာရီမဖြစ်ဘူးပပကာရီဖြစ်သွားမယ်အိတ်တာကိုလက်မခံမဲ့နဲ့မုဒိတာတရားထားနိုင်မယ်ဆိုလို့ရှိရင်ကလျာဏကာရီအစစ်ဖြစ်သွားနိုင်နာမည်နဲ့လိုက်လျောညီစွာကလျာဏကာရီဆိုတဲ့အတိုင်းကလျာဏကာရီဖြစ်တယ်ဒါနကုသိုလ်လေးလှုပ်ထားတဲ့မဟုတ်ဘူးစိတ်နေသဘောထားတွေကအရေးကြီးတယ်နော်လူယုံတန်းယုံဒါနလေးနဲ့တင်ခေါ်လို့မရဘူးလူရဲ့စိတ်ထဲမှာမြင့်မြတ်တဲ့စိတ်နေသဘောထားတွေရှိတာကလျာဏကာရီတို့ဒီလိုအဓိပ္ပာယ်ဆိုပါဖြစ်ထို့တူပဲတစ်ဖက်သားမကြည်ပွားစေခြင်းမူကိုယ်သာကြည်ပွားစေခြင်းနဲ့ဆိုတာမစ္စရိယအဲ့ဒီမစ္စရိယရှိနေတဲ့များကာလပတ်လုံးကိုယ့်ရဲ့နေမှာပါပဆိုတာကြီးစိုးနေမှာပဲဖြစ်တယ်အဲ့ဒီကြီးစိုးနေတဲ့ပါပတွေကိုတရားဆိုတဲ့ယုံကြည်မှုနော်ကံကံဤကျိုးလက်ခံယုံကြည်မှုဖြင့်နော်ကိုယ်သာခံစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးကိုအသိဉာဏ်ဖြင့်ဖြစ်စေတရားနဲ့ဖြစ်စေဖယ်ရှားလိုက်နိုင်မှသာလေဒီမစ္စရိယဆိုတဲ့ပါပတရားဟာပြောက်ွယ်သွားမှာဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေကောင်းတာကိုတော့စေတနာထက်ထက်တန်တန်လုပ်ကြပေမဲ့လို့လုံရင်းကနေပြီးတော့စေတနာတွေစိတ်ဓာတ်တွေယိုယွင်းလာပြီးတော့အခွင့်အရေးဘက်ကိုရောက်သွားလို့ရှိရင်ကုသိုလ်ကနေအကုသိုလ်ဘက်ကိုရောက်သွားတဲ့ဒါအမတန်တတိထားစရာကောင်းတယ်ပေါ့အဲ့ဒါမျိုးမဖြစ်အောင်တတိထားဖို့အမတန်မှအရေးကြီးတယ်ဒါကြောင့်မို့လို့ဘုံစွမ်းလောင်းလူစိတ်ထားဖြူဖို့လိုတယ်စိတ်ထားဖြူရမယ်စိတ်ထားဖြူမယ်ဆိုရင်အလုံးကိုကုသိုလ်ရတယ်အေးလွယ်လွယ်မမလုပ်ပြီဆိုလို့ရှိရင်တော့ကုသိုလ်တပည့်ငရဲတပိတ်တာဆိုတာမျိုးဖြစ်လာနိုင်တယ်ပေါ့ဒါတတိထားရမယ့်အချက်တွေကိုပြောပြအဲ့ဒါတွေကိုတတိမထားပဲနဲ့ကုသိုလ်လို့ထင်ပြီးတော့လုပ်နေမယ်ဆိုလို့ရှိရင်တော့ကုသိုလ်ကနေပြီးအကုသိုလ်တွေဖြစ်တယ်ဆိုတာဥပနိဒေယတတ္တိတဲ့မယ်နော်ကုသလောဓမ္မောအကုသလတ္တဓမ္မတဥပနိဒေယပစ္စေနပစ္စယောကုသိုလ်လုပ်ရင်းကနေလည်းအကုသိုလ်ဖြစ်တာအကုသိုလ်လုပ်ရင်းကလည်းကုသိုလ်ဖြစ်တာအကြောင်းဆိုတာတခုကိုအကြောင်းပြုပြီးလုပ်တဲ့အလုပ်ကတော့ကုသိုလ်အလုပ်ပဲဒါပေမဲ့လို့မလုပ်တတ်လို့ရှိရင်အကုသိုလ်ပဲရောက်လာပြောင်းလဲမှုတွေဖြစ်ပေါ်လာဒါကြောင့်ပြောင်းတယ်ဆိုတာဘယ်ကနေပြောင်းလာတော့ဆိုစိတ်ဓာတ်ကနေပြောင်းဒါကြောင့်မို့စိတ်ထားဖြူစင်မှုလိုအပ်တယ်ဘုံစွမ်းလောင်းလို့စိတ်ထားဖြူမှအင်တာမအရေးကြီးတဲ့ကိစ္စမြန်မာနိုင်ငံမှာကုသိုလ်ကောင်းမှုလုပ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဒါကိုအလွန်တတိထားရမယ့်ကိစ္စတွေဖရာကောပကတွေအင်တာမတတိထားရမယ့်ကိစ္စတွေဖရာတရားတန်ခါနဲ့ပတ်သက်လာတဲ့အလုပ်တွေကိုလုပ်ပြီးဆိုလို့ရှိရင်အတိမ်အဆောင်မခံကိုယ်စိတ်ဓာတ်အလွန်တန်ရှင်းစင်ကြယ်တဲ့စိတ်ဓာတ်နဲ့လုပ်ဖို့လိုအပ်တယ်အဲ့ဒီလိုမှစိတ်ဓာတ်မခံဘူးဆိုရင်မလုပ်ဖဲနေတာကကုသိုလ်ပို့ရနိုင်တယ်အပြစ်ကင်းတယ်ပေါ့မလုပ်ဖဲနေရင်အပြစ်ကင်းလုပ်ပြီးဆိုလို့ရှိရင်လည်းအပြစ်မဖြစ်အောင်လုပ်တတ်ဖို့ဒါတွေကမသိလို့လုပ်မိတဲ့ပုဂ္ဂိုလ်တွေသိအောင်လို့ပြောပြလုပ်ပြီးတယ်ဆိုရင်မြန်မာနိုင်ငံမှာဘာတွေဖြစ်တုံးဆိုကိုသိတဲ့လောက်ပြောရမယ်အကုန်လုံးသိတာတော့မဟုတ်ဘူးတချို့တရားပွဲကျင်းပတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီတရားပွဲကျင်းပတဲ့အဖွဲ့တွေဟာတရားပွဲအတွက်ဓမ္မပူဇာဆိုပြီးတော့အလှခံထားပြီးအဲ့ဒီဓမ္မပူဇာတွေထဲကနေဘာလုပ်လဲဆိုတန်ချက်ဆက်ဖို့တို့တယ်လီဗီရှင်းရိုက်တဲ့ဖို့တို့နောက်ဆုံးမှာပြင်ဆင်စရိတ်တွေတို့ဘာတို့အဲ့ဒီထဲကနေပြီးတော့သုံးတယ်ဆိုတာကြားသိရကိုယ်တိုင်လည်းတစ်ခါတွေးလိုက်တယ်အဲ့ဒါမျိုးတွေဟာမလုပ်ထိုက်တဲ့ကိစ္စတခုလှူတဲ့လူကဓမ္မပူဇာလို့လှူသွားလို့ရှိရင်ဓမ္မဝယ်ပူဇော်ရမှာဖြစ်တယ်ပေါ့ခုနကမန္တဖို့တို့အတန်ချက်ဆက်ဖို့တို့မီးဖို့တို့ဘာညာကြံတဲ့ကုန်ကြစရိတ်တွေကတိတတ်မယ်ရှာဖွေတဲ့အလူရှင်ရှာရမယ်တိတတ်ဓမ္မပူဇာဆိုတဲ့ထဲကနေမသုံးနိုင်ဘူးဘာဖြစ်လို့လဲဆိုအများလှူတာကဓမ္မပူဇာလို့လှူထားတာကို
ကိုကပူဇာရဲမထည့်ပဲနဲ့တခြားတွေတုံးတယ်ဆိုရင်တလွဲအသုံးချတယ်လို့ခေါ်တယ်။ရဟန်းတော်တွေဆိုလို့ရှိရင်ဒီလိုအပြောင်းလဲလှုပ်တာမျိုးကိုလုံးဝမလုပ်ရဘူး။ဘုန်းကြီးတွေဆိုရင်အဘတ်တင်ဆိုပါစို့ရွှေကုံဘုရားကိုလှူဖို့ဆိုတဲ့ရည်ရွယ်ထားတဲ့ပစ္စည်းတစ်ခုကိုသုလိဘုရားပြောင်းပြီးတော့လှူခိုင်းလို့မရဘူး။ကုသိုလ်ရှင်ကရွှေကုံဘုရားကိုစိတ်ညွတ်ထားလို့ရှိရင်အဲ့ဒီစိတ်ညွတ်ပြီးသားဘုရားချင်းတောင်မှပဲရွှေကုံဘုရားကိုပဲလှူရမယ်။အဲ့ဒါကိုရွှေကုံဘုရားကချမ်းသာပါတယ်သုလိဘုရားကိုလှူပါလို့သွားပြောရင်ရဟန်းနေမှာအဘတဲ့မလို့အဘုရားမျိုးอ่ะအဲ့တော့အဲ့ဒီမှာတောင်မှပဲရဟန်းတွေမှာတောင်အပြစ်ရှိတယ်ဆိုတော့လူတွေမှာရည်ရွယ်ချက်တစ်ခုနဲ့လှူဒန်းထားတဲ့ပစ္စည်းတစ်ခုကိုအလွဲသုံးစားသွားလုပ်မယ်ဆိုလို့ရှိရင်ဒီအပြစ်ကကိုယ့်ပုံမှာကြာရောက်လာမှာသိကြတယ်ပေါ့ဒါကြောင့်မို့ဒါတွေဟာဘာသာတရားလောက်ကင်ဆောင်ရတဲ့အခါမှာစိတ်ဓာတ်တွေဖြူစင်မှုအမှန်တမ်းအရေးကြီးတယ်တတ်မှန်ပြန့်ပြန့်လုပ်ဖို့လိုအပ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့မတန်ရှင်းတဲ့စိတ်ဓာတ်တွေနဲ့လောက်တာဘာသာရေးကိစ္စလုပ်တယ်လို့ဆိုပြီးလုပ်နေဘာသာရေးတွေကနေပြီးတော့အလွဲသုံးစားတွေလုပ်မယ်ဆိုလို့ရှိရင်တော့အကုသိုလ်တွေဖြစ်အောင်ပါပဲကုသိုလ်တွေပဲငရဲဒိဋ္ဌာဆိုတာအဲ့ဒါမျိုးကိုဆိုလိုတာအဲ့ဒါကြောင့်မို့လို့ကုသိုလ်ဆိုရင်ကုသိုလ်တတ်တတ်ပြတ်ပြတ်ရအောင်ကြိုးစားအားထုတ်တဲ့နဲ့အဲ့ဒါကိုဆိုလိုတယ်ဆုံးလောင်းပြီဆိုလို့ရှိရင်လည်းဒါသိအရေးကြီးတယ်ပေါ့တန်ခါးလေးဆုံးလောင်းမို့လို့အလူခံတယ်အလူခံထားတဲ့ငွေကြေးဟာတပြားတစ်ချက်မှတစ်ပြည့်နေရာမှာမသုံးနိုင်ဘူးသုံးပြီဆိုလို့ရှိရင်အကုသိုလ်ဖြစ်မှသိချတယ်ပေါ့ဒါကြောင့်မို့တချို့ကတော့လေဒါမျိုးကိုရှောင်တယ်ပေါ့တချို့ကြတော့လေရိုးလာတဲ့အခါမှာမရှောင်မနဲ့လှုပ်တတ်မိတယ်ပေါ့အဲ့ဒါလို့မလှုပ်ပြီးဖို့အမှန်တမ်းအရေးကြီးတယ်ကိုလှုပ်တဲ့လှုပ်ကကုသိုလ်ရတယ်လို့လှုပ်တာကုသိုလ်ရမယ်လှုပ်ကိုကုသိုလ်ရအောင်လှုပ်နိုင်မှပို့ပြီးတော့အကျိုးရှိမှဖြစ်တယ်ကုသိုလ်လှုပ်ပြီးအကုသိုလ်တွေဖြစ်နေမယ်ဆိုရင်ကိုယ့်အတွက်ဟာနိတ္တဆုံးရှုံးခြင်းတစ်ခုပဲဒါကြောင့်မို့စိတ်ထားဖြူစင်ရမယ်ရိုးသားရမယ်ဖြောင်းမြတ်မရမယ်ဆိုတာအမှန်တမ်းအရေးကြီးတဲ့ဘာသာရေးလုပ်ငန်းတွေဒါဖြစ်တယ်ပေါ့ကုသိုလ်တန်တန်ကြံကြံရအောင်ကြိုးစားဖို့ဒီအသိဉာဏ်တွေရှိပြီးတော့လုပ်ဖို့အမှန်တမ်းအရေးကြီးတယ်ပေါ့အခုလိုတန်ဃာတွေကိုရည်စူးပြီးတော့ဆောင်းလောင်းတယ်ဆိုတဲ့လုပ်ငန်းဟာအလွန်မမြတ်တဲ့အလုပ်ပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းတန်ဃာဒါနဟာအလွန်အကျိုးကြီးတယ်လို့ဒီလိုဟောတယ်ဘုရားသခင်ကိုယ်တော်မြတ်ကယဟန်တန်ဃာတွေကိုပိဏိယလောဘဘောဇနနိတ္တယပပ္ပစ္စတထတိယာဝစီဝဥဒ္ဒါဟောကရဏီယောသာသနာပေါင်းဝင်လာပြီဆိုလို့ရှိရင်ဆွမ်းခံလို့ရတဲ့ဆွမ်းပေါ်မှာအမိပြုပြီးတော့တရားဓမ္မကျင့်ကြံကြုတ်ကိုအထောက်ရမယ်လို့ဆိုတာခဏိထီအောင်ပဲဒီအဆုံးအမကိုပေးနေတော့မှဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပထမဆုံးအကြိမ်ကပိလုနေပြည်တော်ကိုကြွရောက်တဲ့အခါမှာဆွေတွေမျိုးတွေဘလောက်ပဲများဘု து အိမ်မှာမကြွပဲနဲ့မြို့ထဲမှာဆွမ်းခံထွက်ခဲ့တယ်ဆိုတာဘုဒ္ဓဝင်ဖတ်ဖူးသူတိုင်းသိတယ်အဲ့ဒါကြောင့်မို့ဆွမ်းခံကြွလာတဲ့ပုဂ္ဂိုလ်ဆွမ်းလောက်ရတယ်ဆိုတဲ့ကုသိုလ်အန္တမကြီးမားတဲ့ကုသိုလ်ဖြစ်တယ်ရှင်နုရုဒ္ဓမထေရဆွမ်းခံကြွလာတာကိုဆွမ်းလေးတစ်စုံလောင်းလိုက်ရတဲ့အိန္ဒကနတ်သားဟာအဘိဓမ္မာဒေသနာတော်အဘိဓမ္မာတရားပွဲကြီးမှာမေတော်မိနတ်သားအနီးမှာထိုင်ပြီးတော့မြတ်စွာဘုရားနဲ့အနိကဆုံးနေရာမှာထိုင်ပြီးတော့တရားနာနိုင်လောက်အောင်ဘုန်းတကိုးတွေကြီးမားတယ်ပေါ့ထမေချောင်းစည်းအောင်သာသနာ့ဘမှာလှူခဲ့တဲ့အင်္ဂုရနတ်သားကြတော့ဘုရားနာမှာအရင်ရောက်နေလင်းကစားဘုန်းတကိုးကသေးငယ်သည့်အတွက်ကြောင့်သူ့တဲ့ဘုန်းတကိုးကြီးတဲ့နတ်တွေလာတဲ့အခါဆုပ်ပေးလိုက်ရတာ12ယူဇနာလောက်ဘုရားနဲ့ဝေးကွာသွားတဲ့နေရာရောက်သွားဒါကြောင့်မို့ဆွမ်းလောင်းလူရတဲ့ကုသိုလ်စေတနာရဲ့စွမ်းအားဟာအရှိန်ဝါအတ္တမကြီးတယ်လို့ဆိုတာဝန္တာစရာမှတ်သားထားပြီးတော့တို့တွေဟာအမောမြတ်ဆုံးကုသိုလ်လုပ်ငန်းကြီးကိုလုပ်နေသည့်အတွက်ကြောင့်မော်မြတ်တဲ့စိတ်ဓာတ်နဲ့တို့တွေလုပ်ရမှာဖြစ်တယ်ဆိုတာစိတ်ထဲနှလုံးထဲမှာမှတ်သားထားဖို့လိုအပ်တယ်
မှတ်သားထားပြီးတဲ့အခါမော်မြတ်တန်ရှင်းတဲ့စိတ်ဓာတ်နဲ့ပဲဒီကုသိုလ်ကောင်းမှုတွေကိုရအောင်ရှုသင့်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့စွမ်းစံတော့ချက်ချေရောဆိုတာလို့မကောင်းတဲ့စိတ်ဓာတ်တွေဝင်တလွဲအသုံးပြုမယ်ဆိုလို့ရှိရင်အကုသိုလ်ဖြစ်ဖို့အလွန်နဲ့တဲ့အလွန်နီးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့အကုသိုလ်ဘက်ကိုတိမ်ဆောင်သွားမယ်ဆိုလို့ရှိရင်ကိုကျိုးနေတယ်ကုသိုလ်ရဲ့လို့ကိုယ်ကလှုပ်တာရလိုက်တော့အကုသိုလ်တွေရနေတယ်ဆိုရင်အမတန်မှကိုကျိုးနေတာပေါ့ဒါကြောင့်မို့ဒါတွေဟာအမတန်မှသတိထားရမယ့်အချက်တွေနောက်တစ်ခါအများမှအလူခံပြီးတော့ဒါနကောင်းမှုလုပ်ပြီးဆိုတဲ့အခါမှာစိတ်ရှည်တီးခံဆိုတာအမတန်မှအရေးကြီးတယ်အများနဲ့လုံးတဲ့အခါမှာစိတ်ရှည်မှုတီးခံမှုအမျှော်မြင်ဉာဏ်ရှိမှုဆိုတာအရေးကြီးတယ်ရှေးခေတ်ကလည်းဘုရားလက်ထက်တော်အခါကာလတုန်းကသံဃာတော်တွေမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီပိဋကတ်တစ်ခုမှတရားဟောလိုက်တာလူကို၄မျိုး၄စားခွဲခြားပြီးတော့ဟောလောကမှာတဲ့ဒါနကောင်းမှုနဲ့ပတ်သက်ပြီးကိုယ်တိုင်သာလှူဒန်းပြီးသူများမတိုက်တွန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တော့လှူဒန်းတယ်သူတစ်ပါးကိုမတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်တိုင်လှူဒန်းသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာကျွယ်ဝတော်လည်းပဲသူများကိုမတိုက်တွန်းခဲ့တဲ့ကုသိုလ်တိုက်တွန်းခဲ့တဲ့ကုသိုလ်မရှိသည့်အတွက်ကြောင့်သူဟာအချမ်းရနေပါတယ်ဒီအကျိုးကမပြည့်စုံတဲ့အကျိုးပေါ့ကိုယ်တိုင်လှူခြင်းဒါနကောင်းမှုကြောင့်ဖြစ်လျက်ဘဝမှာစီးစိမ်ဥစ္စာတော့ရှိပါရဲ့တော့မောအချမ်းရမရှိဘူးတဲ့အေးကိုယ်တိုင်တော့မလှူဘူးသူများကိုတိုက်တွန်းတယ်ကိုယ်တိုင်တော့မလှူဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်တိုင်မလှူသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာဒနာကျွယ်ဝတာတော့မရှိဘူးသို့တော့သူများကိုလှူဖို့တိုက်တွန်းနှိုးဆော်ခဲ့သည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအချမ်းရံနေတော့များတယ်မိသားစုများတယ်ဒီလိုဆိုကိုယ်လည်းမလှူဘူးသူများလည်းမတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ချမ်းရံလည်းမရှိဘူးစီစဉ်ဥစ္စာလည်းမပြည့်စုံဘူးဆိုတဲ့ဘဝမျိုးရောက်တယ်ကိုယ်တိုင်လည်းလှူတယ်သူများကိုလည်းတိုက်တွန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကြတော့ပစ္စည်းဥစ္စာလည်းချမ်းသာတယ်အချမ်းရံနေလည်းများတယ်ဆိုတဲ့အကောင်းဆုံးအကျိုးပေးမှုပြည့်စုံတဲ့အကျိုးကိုရတယ်လို့တခါတော့မြတ်စွာဘုရားဟောတဲ့တရားကိုကြားနာလဲရတဲ့ပုဂ္ဂိုလ်တူကဒီတရားကိုမှတ်သားထားပြီးတော့အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်အောင်သူကြိုးစားမယ်ဆိုပြီးမြို့ရဲရွာထဲမှာလိုက်ပြီးတော့လှူခံတယ်တိုက်တွန်းတယ်သူကိုယ်တိုင်လည်းကုသိုလ်အတွက်ထဲ့ဝင်တယ်သူကိုယ်တိုင်လည်းလှူတယ်အများကိုလည်းတိုက်တွန်းတယ်ဆိုတဲ့ဘုံစွမ်းလောင်းတဲ့လုပ်ငန်းမျိုးကိုသူဟာကြိုးစားအထောက်ခဲ့အဲ့ဒါလို့ကြိုးစားအထောက်တဲ့အခါမှာကိုကလိုက်လံပြီးတော့အလှူခံတဲ့အခါမှာအလှူခံပုဂ္ဂိုလ်ဆိုတာသိခံမှုရှိရတချို့ပုဂ္ဂိုလ်တွေကအလှူခံတာကိုမကြိုက်လို့တချို့အိမ်တွေမှာအလှူခံခြင်းသိခံပါလို့တောင်ရေးထားတာရှိတယ်တချို့အိမ်တွေကြတော့ခွေးကြိုက်တတ်သည်လို့ရေးထားတယ်အလှူခံလာမှဆုံးလို့အဲ့ဒါလို့လူဆိုတာအမျိုးမျိုးရှိတယ်အဲ့ဒီမဲ့ဒီပုဂ္ဂိုလ်ကသွားပြီးတော့အလှူခံတဲ့အခါကျတော့လူတယောက်ကကိုယ့်ဘက်ကိုလှူနိုင်ရင်ကိုယ့်ဘက်ကိုလှူမယ်လှူကြပါတန်းကြပါနဲ့သူများကိုပြောတာမကြိုက်တဲ့ပုဂ္ဂိုလ်ကရွဲ့ပြီးတော့စီလေးရတစ်စက်ပဲလေးရတစ်စီးနှစ်စီးဆန်လေးရတစ်စီးနှစ်စီးနှမ်းလေးရတစ်စီးနှစ်စီးဆိုတာလက်ချောင်းလေး၃ချောင်းနဲ့ယူပြီးတော့တမင်ရွဲ့ပြီးတော့ထဲ့တာမျိုးတောင်ကြုံခဲ့ရဘူးတဲ့အဲ့ဒါမျိုးကိုသိခံနိုင်စွမ်းရှိရမယ်လို့ဒီလိုဆိုလို့တယ်သိခံနိုင်စွမ်းရှိရမယ်စိတ်ဓာတ်ဟာမပြတ်ပြားပဲဘယ်သူပဲလှူသမျှအားလုံးဟာတူမြသောစေတနာနဲ့လှူတယ်လို့စိတ်ထဲမှာထားပြီးတော့နော်နည်းနည်းထည့်လို့ရှင်မကြည်မနှက်လောက်တာမျိုးမလုပ်သင့်ဘူးပေါ့များလှူတဲ့ပုဂ္ဂိုလ်ဒီမျက်နှာလူမျက်နှာရလောက်တာမျိုးလည်းမလုပ်အောင်နည်းနည်းလှူလို့ဒီမဲ့တာရွဲ့တာလည်းမလုပ်အောင်ဘယ်ပုဂ္ဂိုလ်မျိုးပဲသူ့အတိုင်းတာနဲ့သူ့အတူလှူတာဖြစ်ဓာတ်ညူညီမြစိတ်ထဲမှာဝမ်းသာကြည်နူးတဲ့စိတ်ထား
အေးသူတတ်နိုင်တယ်လို့လှူတာပဲဆိုတဲ့စိတ်ထက်မျိုးမွေးမြူနိုင်မှသူများကိုလိုက်ပြီးတော့လှူခန္ဓာအမတန်မှဒီအလုပ်ကိုလုပ်တဲ့နဲ့တဲ့အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ကိုလုပ်တဲ့အလုပ်ကကုသိုလ်စိတ်ဓာတ်ကတူညီစွာမထားနိုင်ဘူးဆိုရင်အကုသိုလ်စိတ်ဓာတ်တွေဖြစ်ပေါ်လာတယ်ဒါကြောင့်မို့လို့ဒါလည်းအလွန်တတိထားရမယ်ကိစ္စတစ်ခုပဲလွန်တတိထားရမယ်ဒါနကောင်းမှုလုပ်တယ်ဆိုတာယဟန်တန်ဃာတွေဆွမ်းခံကြွလာလို့လောင်းနဲ့လှူတယ်ဆိုတဲ့ဒီအလှူဟာစိတ်ထဲမှာဘယ်လောက်ထိအောင်ထားရမလဲလို့ဆိုလို့ရှိရင်အိမ်တိုင်းမှာရှိကြတဲ့ကုသိုလ်ရှင်တွေတော့မဟုတ်အများကိုနှိုးဆော်ပြီးတော့ဝေယဝိဆယူပြီးတော့ဘုံစွမ်းလောင်းတဲ့အသင်းတွေတန်ဃာတွေကြွလာတာမြင်လို့ရှိရင်စိတ်ထဲကဘုရားလက်ထက်ကယဟန္တာတွေရဲ့အနွယ်အဆက်ပဲလို့ဘယ်เจ้าကဘယ်ကိုယ်တော်ဆိုတာတွေးမနေနဲ့ဘုရားလက်ထက်ကဘုရားရဲ့တပည့်တာဝကတွေအစဉ်ဆက်ပဲဘုရားလက်ထက်ကဒီလိုနေမှာပဲလို့ဒီတန်ဃာတွေကိုစိတ်ထဲမှာအာယုံထားပြီးတော့အဲ့ဒီတန်ဃာတွေရဲ့ကိုယ်စလဲဆိုတဲ့စိတ်နဲ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တယုတတိလောင်းလှူနိုင်မှုအရေးကြီးတယ်အဲ့လိုလောင်းလှူတဲ့အခါမှာမလေးမစားနဲ့စကားမျိုးတွေမပြောမိအောင်လည်းသတိထားပြောလိုက်တယ်ဆိုတဲ့ကောဝစီကံလို့ခေါ်တယ်အဲ့ဒီဝစီကံဟာပြောတဲ့ပုဂ္ဂိုလ်ဒီယဟန်တန်ဃာကိုယဟန်တန်ဃာကမကြည်ညိုပွဲရမဆောင်လင့်ကစားမဆောင်တာကသူ့တောင်းသူ့အတွက်သူ့ပဲသူနဲ့သာဆိုင်တယ်ကိုကနေပြီးတော့ယဟန်တန်ဃာကိုပြောလိုက်မယ်ဆိုလို့ရှိရင်နော်ဆဲရီတိုင်းထွာမှုဆိုတာနေမဲငစားဆဲမှဆဲတယ်လို့ခေါ်တာမဟုတ်ဘူးနော်ဆဲရီချင်းဆဲမျိုးဆိုတဲ့အထဲမှာအနာနဲ့ခေါ်ရင်လည်းဆဲတာလို့ပြောတယ်အရာအမောင်းနဲ့ပြောရင်လည်းဆဲတာပဲလို့ပြောတယ်ဥပမာမဲ့အရက်ပူတဲ့လူကိုငပုလို့ပြောရင်ဒါလည်းဆဲတာပဲနော်အသားမဲတဲ့လူကိုငမဲလို့ခေါ်လို့ရှိရင်လည်းဆဲတာပဲအဲ့ဒါလို့ဆဲမှုတွေဆိုတာတစုံတစ်ခုကိုအကြောင်းပြုပြီးတော့မလိုမုန်းထားတဲ့စိတ်နဲ့ပြောတာမှန်သမျှဆဲရည်တယ်လို့ခေါ်ဆဲရည်တယ်လို့ခေါ်အဲ့ဒါမျိုးမဖြစ်ဖို့အမှန်တမ်းအရေးကြီးတယ်နော်အမှန်တမ်းအရေးကြီးအဲ့လိုထားနိုင်မှဒီအလုပ်မျိုးကိုလုပ်တဲ့အဲ့ဒီစိတ်မျိုးမထားနိုင်ဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကအကုသိုလ်တွေကိုရအောင်လုပ်နေတယ်လို့ဖြစ်နေတယ်ကုသိုလ်စစ်စစ်ရဖို့ရာအတွက်စိတ်တော်ရာဖြူစင်မှုခဏမှာဝိဇိတဘုရင်ကြီးကိုပညာရှိကတတိပေးတယ်လို့ပဲကိုယ်စိတ်တွေဟာကိုယ်ဘလောက်ထားနိုင်တယ်လဲစိတ်ဓာတ်ကြံ့ခိုင်အောင်ဘလောက်ထားနိုင်ပြီလဲအဲ့ဒီပေါ်မှာမူတည်ရအဲ့ဒါလို့ကိုယ်စိတ်ဓာတ်ကိုကိုပြုပြင်ပြီးမှအခုလိုလုပ်မယ်ဆိုလို့ရှိရင်ကိုလောင်းလူသမျှဟာမြည်သည့်ပုဂ္ဂိုလ်ကိုပဲလောင်းလှူသမျှယန္တာဆိုတဲ့ဒီတန်ဃာဆိုတဲ့ရည်စူးချက်နဲ့လှူသည့်အတွက်ကြောင့်မြတ်စွာဘုရားဟောတဲ့အတိုင်းအကျိုးကျေးဇူးဟာဒီဒါနကောင်းမှုရဲ့အကျိုးဟာအပင်ချေရအပမေယမရေမတွက်နိုင်တော့အောင်အကျိုးများမယ်လို့ဒါဟာလက်ခံနိုင်ကြရှိမြတ်စွာဘုရားရှင်ကိုရောမြတ်ကတက္ကိဏဝိပင်ကသုတ်တံမှာဘယ်လိုဟောထားတော့ဆိုရင်နောင်နာကမှာဆိုလို့ရှိရင်တဲ့ယဟန်တန်ဃာတွေရဲ့အနွယ်ဆက်တွေကိုပြောင်းလဲဖြစ်ပေါ်စေတတ်တဲ့အနွယ်သစ်ကာတာဝခန္ဓာသင်္ကန်းကိုလည်းပဲမှာသင်္ကေတသဘောမျိုးနဲ့သင်္ကန်းလေးလည်းပဲမှာပတ်ထားတဲ့ဘုန်းကြီးတုယဟန်တုယဟန်ရောင်တွေဆိုတာနောက်တစ်ခေတ်မှာပေါ်လာလိမ့်ကိုကျင့်သီလလုံးဝမရှိတဲ့ယဟန်တွေပေါ်ထွန်းလာလိမ့်မယ်ယဟန်လို့ခေါ်ရတဲ့ဒုသီလတွေပေါ်ထွန်းလာလိမ့်မယ်အဲ့ဒီလိုပေါ်ထွန်းလာတဲ့ပုဂ္ဂိုလ်တောင်မှပဲအရိယာသူတော်စင်တွေကနေပြီးဆက်သွယ်လာတဲ့ယဟန်တန်ဃာဆိုတဲ့အမှတ်နဲ့တန်ဃာကိုရည်စူးပြီးတော့ဒါနကောင်းမှုပြုနိုင်မယ်ဆိုရင်အကျိုးကျေးဇူးတွေဟာအပြည့်အဝရနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောဘုရားဆိုတာဘယ်တော့မှလည်းပိုမပြောဘူးလျှော့လည်းမပြောဘူးအမှန်တိုင်းပဲပြောတယ်မြတ်စွာဘုရားရဲ့စကားဟာလွဲမှားမှုလုံးဝမရှိဘူးအထွစ္စဝေစနာဗုဒ္ဓမြတ်စွာဘုရားစကားဘယ်တော့မှမခွာလည်းမပြောဘူးမှန်ကန်တဲ့စကားမျိုးကိုသာလေအမြဲတမ်းပြောတာဖြစ်တော့ကြောင့်မြတ်စွာဘုရားစကားဒီတိကျတယ်မှန်ကန်တယ်
ဒုတိလကိုတောင်တန်ခါကိုရည်စူးပြီးလှူလို့ရှိရင်တဲ့အကျိုးကျေးဇူးဟာအနန္တအပမေယဖြစ်ပါတယ်လို့တက္ကိဏဝိပင်္ဂသုံးပါးဒီလိုဟောတာအလှူဒါနလှူတဲ့ပုဂ္ဂိုလ်တွေဟာတတိထားစရာကောင်းတာမြတ်စွာဘုရားဒီသုတ္တမဟောထားတဲ့အထဲမှာအလှူဒါနနဲ့ပတ်သက်ပြီးတော့အလှူရှင်နဲ့အလှူခံဒီနှစ်ခုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ဆိုပါစို့အလှူရှင်ကသီလရှိတယ်အလှူခံကသီလမရှိဘူးအဲ့ဒီလိုအလှူရှင်ကတော့သီလရှိတယ်အလှူခံကသီလမရှိဘူးလှူလိုက်တယ်အဲ့ဒီလှူလိုက်တဲ့အလှူဟာအလှူရှင်ကသီလရှိသည့်အတွက်ကြောင့်ဒီလူရဲ့အကျိုးဟာကြီးမားတယ်လို့ဒီဘက်ကဒီရှုထောင့်ကနေကြည့်ပြီးတော့အကျိုးရတယ်လို့ဟောအကျိုးရတယ်ဘလားသမဖြစ်ဘူးအဲ့တော့ဒါကိုကြည့်မယ်ဆိုရင်အလှူရှင်တွေကကိုယ့်ဘက်ကသီလရှိအောင်ကြိုးစားဖို့ကအဓိကကြနောက်တစ်ခုအလှူခံပုဂ္ဂိုလ်ကသီလရှိတယ်တဲ့အလှူရှင်ကသီလမရှိဘူးအဲ့ဒါဆိုရင်အလှူခံပုဂ္ဂိုလ်ပဲကြောင့်လူခံပုဂ္ဂိုလ်ကြောင့်သူဟာအကျိုးရတယ်အလှူရှင်ကလည်းသီလမရှိဘူးအလှူခံပုဂ္ဂိုလ်ကလည်းသီလမရှိဘူးဆိုရင်တော့အဲ့ဒီဒါနကောင်းမှုဟာအညံ့ဆုံးဒါနကောင်းမှုဖြစ်တယ်ပေါ့အလှူရှင်ကလည်းသီလရှိမယ်အလှူပုဂ္ဂိုလ်ကလည်းသီလရှိမယ်ဆိုရင်တော့အကောင်းဆုံးဒါနဖြစ်တယ်ပေါ့အဲ့ဒီလိုတက္ကိဏဝိပင်္ဂသုံးပါးမြတ်စွာဘုရားကဒီလိုရှင်းပြီးတော့ဟောထားအဲ့ဒါကြောင့်မို့လူတိုင်းဟာမိမိတို့ကိုယ်တိုင်သီလကိုစောင့်တည်ပြီးတော့စင်ကြယ်တဲ့အနေထားနဲ့ဆွမ်းလေးလောင်းမှာပဲဖြစ်ဖြစ်၅ပါးသီလကိုအာယုံပြုပြီး၅ပါးသီလစောင့်တည်ပြီးတော့ဆွမ်းလောင်းမယ်ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ကုသိုလ်ရဖို့ကပိုအရေးကြီးကိုယ်ကုသိုလ်ရဖို့အရေးကြီးတယ်တစ်ဖက်သားကိုသွားပြီးတော့ပြစ်တင်နေမယ်ဝေဖန်နေမယ်ဆိုရင်တော့ကုသိုလ်ကြီးအရာနဲ့သွားနိုင်တယ်လူဘဝရလာတဲ့အခါမှာဘဝတမိုးဆိုတာရအောင်ယူဓမ္မသာလင်လူဘဝဟာတမိုးရှိမှဖြစ်တယ်။ဘာကြောင့်ဘနုတ္တဘာဝဒုံဘောလူဘဝကိုရခဲ့တယ်လို့ခေါ်ရတယ်လို့ဆိုလို့ရှိရင်လူဘဝဟာကုသိုလ်ကောင်းမှုမှန်သမျှကိုလည်းပြုလုပ်နိုင်ဖို့အခွင့်အရေးရှိတယ်။အဲ့ဒါတချောင်းလူတွေမှာအသိဉာဏ်ရှိတဲ့တရားဖြစ်သည့်အတွက်ကြောင့်ထိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်မြတ်တွေကဟောကြားဆုံးမတဲ့အဆုံးအမတရားတော်တွေဆိုခေတ်ဆက်ဆက်မှာရရှိနိုင်တာဖြစ်တယ်ဥပမာမဲ့နှိုင်းရှင်ကြည့်ရမယ်ဆိုရင်တိရစ္ဆာန်လောကကြည့်လိုက်တိရစ္ဆာန်တွေဟာစားဖို့တောက်ဖို့ကာမဂုဏ်ခံစားဖို့ကလွဲလို့သူတို့ကောင်းထဲမှာတခြားအတွေးဆိုတာမရှိကြဘူးသူတို့ဘဝဟာအလုံးစွန့်လွတ်ထားတဲ့အနေအထားမျိုးရှိတယ်အပိုင်ငရဲရောက်နေတဲ့တရားတွေကိုမဆိုထားနဲ့အောင်တိရစ္ဆာန်ဘဝကပုဂ္ဂိုလ်တွေတောင်မှပဲကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာအခွင့်အရေးလွန်နေကြတယ်ဒါဖြင့်နတ်တွေရောအခွင့်အရေးရှိသလားမရှိဘူးလားဆိုရင်လူတွေလောက်အခွင့်အရေးမသာဘူးတဲ့။ဘာကြောင့်လို့ဆိုတော့ကောင်းကင်ဘုံမှာရှိတဲ့နတ်တွေဟာအလွန်ချမ်းသာကြတာဖြစ်သည့်အတွက်ကြောင့်ချမ်းသာလွန်လို့ရှိရင်လည်းကုသိုလ်ကောင်းမှုပြုဖို့ရမေ့လျော့ကြတယ်။အလုံးပြည့်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာကမှစဉ်းစားမှာမဟုတ်ဘူး။အဲ့တော့အပေလေးပုံသားတွေကြတော့ဒုက္ခကလွန်ကဲနေလို့ကောင်းတဲ့လုပ်ကိုမစဉ်းစားနိုင်ဘူးနတ်တွေကြတော့ချမ်းသာလွန်အားကြီးတော့ကောင်းတဲ့အမှုကောင်းမှုကုသိုလ်ကောင်းမှုလုပ်ဖို့မစဉ်းစားနိုင်ဘူးလူပြည်ကလူတွေကတော့ဒုက္ခဒုက္ခချမ်းသာဆင်းရဲဆိုတာတလဲစီလိုကြုံတွေ့နေကြရတာဖြစ်တော့အကောင်းနဲ့ကြုံတွေ့လိုက်အဆိုးနဲ့ကြုံတွေ့လိုက်အစုံကြုံတွေ့ရတဲ့အခါမှာအဆိုးကိုလည်းသိတယ်အကောင်းကိုလည်းသိတယ်ဒါကြောင့်
အကောင်းရဖို့အတွက်အကောင်းကိုကြိုးစားရမယ်ဆိုတာသဘောပေါက်နားလည်ကြလို့လူတွေဟာကုသိုလ်ကောင်းမှုလုပ်ဖို့အခွင့်အလမ်းတွေအများကြီးပွင့်လန်းသွားတယ်ပေါ့ဒါကြောင့်မို့လူဘုံရောက်လာပြီဆိုလို့ရှိရင်ကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုကြီးရတယ်လို့ပဲဒီလိုဆိုရမှာဖြစ်တယ်သို့တော့လူတိုင်းဟာအဲ့ဒီအခွင့်အရေးကိုလှလှပပအသုံးချနိုင်ကြရဲ့လားလို့ဆိုအသုံးမချနိုင်တဲ့ပုဂ္ဂိုလ်ကများတယ်လူဘဝတော့ရပါရဲ့ကုသိုလ်ကောင်းမှုတွေကိုမလုံးမိပဲနဲ့ဘဝတစ်ခုဆုံးသက်သွားတယ်လူဖြစ်ရကြုံနတ်မှာမဟုတ်ဘူးအဲ့ပုဂ္ဂိုလ်လူဘဝစိစိမ်ဥစ္စာတော့ရရှိခံစားကြရမှာဖြစ်တယ်သို့တော့ရရှိထားတဲ့စိစိမ်ဥစ္စာတွေပါမှာတမက်တမောရမဇောတွေနဲ့နေထိုင်ပျော်ပါနေကြမယ်ဆိုလို့ရှိရင်ကုသိုလ်အသစ်ဆိုတာမလုပ်ဖြစ်ကြဘူးပေါ့နော်ဒါကြောင့်မို့ဝိသခာကျောင်းအမကြီးကသူ့ရဲ့ရောက်ခမမိဂါရတထေးကိုပြောတဲ့စကားကိုတတိတရမှတ်သားသင့်တယ်ပေါ့မိဂါရတထေးဟာဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်သူဟာချမ်းသာကြွယ်ဝမှုရှိတော်လည်းပဲကုသိုလ်ကောင်းမှုအမတန်လှုပ်ခဲတယ်ကုသိုလ်ကောင်းမှုမလုပ်ဘူးရသော်ဗျာဆွံ့ရလာတာတောင်းမှပဲသူဟာမမြင်ကြအောင်ဆောင်းနေလိုက်တယ်လူမှုတမ်းမှုပဲကိုစိတ်ဝင်စားအဲ့ဒီအချိန်မှာအာရုံအာနာဖြစ်တဲ့ဝိသခာကရသော်ဗျာကိုလှမ်းပြီးတော့လျှောက်တယ်အရှင်ဘုရားတပည့်တော်ရောက်ခမကြီးကအဟောင်းစားနေတာပါလို့သူလျှောက်တယ်အဟောင်းစားနေတယ်ဆိုတာအတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုသာခံစားနေပြီးတော့အသစ်မလုပ်ဘူးလို့ဆိုလိုတာပေါ့နော်လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေအတိတ်ဘဝကုသိုလ်ကောင်းမှုရှိလို့ချမ်းသာကြွယ်ဝကြတော့လေဒီဘဝမှာကုသိုလ်ကောင်းမှုလှုပ်ဖြစ်ခြင်းမှလှုပ်ဖြစ်တယ်မလှုပ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကအလွန်များတတ်တယ်ပေါ့အဲ့ဒါကိုတတိတရရှိကြဖို့လိုအပ်တယ်ပေါ့ဘုန်းကြီးတို့တွေနေ့စဉ်ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ကြည့်အဲ့ရကနိုးထလာတဲ့အချိန်ကလေးကစဉ်းစားခြင်းဆိုတာစလာတယ်စိတ်ထဲနှလုံးထဲမှာအာယုတစ်ခုရောက်လာလို့ရှိရင်စဉ်းစားတယ်အဲ့ဒီစဉ်းစားတယ်ဆိုတဲ့နေရာမှာဘာတွေစဉ်းစားတာတော့သုံးမျိုးခွဲပြီးတော့သုံးမျိုးကိုနှစ်ပိုင်းခွဲပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်ကောင်းတဲ့စဉ်းစားမှုနဲ့မကောင်းတဲ့စဉ်းစားမှုဆိုတာရောက်လာဖြစ်တယ်ဘဝပေါ်မှာဆင်ញင်သုံးသပ်ရင်လောကလူတွေဟာနေ့စဉ်နဲ့အများပစ္စည်းဥစ္စာတွေကိုရှာကြဖွေကြတာဖြစ်တယ်ရှာလို့ဖွေလို့ကိုယ်အနေနဲ့အလွယ်တကူမရဘူးရတဲ့ပုဂ္ဂိုလ်တွေရသွားလို့ရှိရင်ထိုရတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းဥစ္စာပေါ်မှာစိတ်ထဲမှာဘလို့တွေးပြီးတတ်တုံဆိုရင်သူပစ္စည်းဟာငါပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုလိုချင်တဲ့လောဘနဲ့တွေးပြီးသွားတတ်တယ်အဲ့ဒါကိုအဘိဇာလို့ခေါ်တယ်အဘိရှေရှုဇာစိတ်ကူးကြံစီတဲ့လောဘလို့ပြောတယ်သူများပစ္စည်းကိုငါဟာဖြစ်ရင်ကောင်းမှာပဲဆိုတဲ့အတွေးဟာလူတွေမှာတွေးမိတတ်တယ်တဲ့အဲ့ဒီတွေးတာဟာလောဘရဲ့အတွေးဖြစ်လို့တမန်လောဘနဲ့မတူပဲကိုယ်ပစ္စည်းကိုလိုချင်တဲ့လောဘနဲ့မတူပဲနဲ့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေးကြအဘိဇာဆိုတဲ့မနောကံမနောဒုစရိုက်ဖြစ်သွားတယ်သူကကံအရာမြောက်သွားပြီးတော့အကျိုးပေးနိုင်စွမ်းရှိသွားတယ်အဲ့လိုတွေးလိုက်တာနဲ့ပဲအကျိုးပေးသွားတယ်အကျိုးပေးဖို့ယင်တဲ့နှလုံးထဲမှာမျိုးစိတ်တစ်ဖွဲ့တည်ရှိသွားတယ်ထို့တူပဲ
မိမိမကျေနပ်တဲ့ပုဂ္ဂိုလ်မကျေနပ်လို့တစုံတစ်ခုအခဲမကျေဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအာယုန်ထဲမှာရောက်ရှိလာတဲ့အခါမှာဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူသေသွားရင်ကောင်းမှာပဲဆိုတဲ့အတွေးတွေးတာဗျာပါဒလို့ခေါ်တယ်။တာမန်မိသားစုဒေါသဖြစ်လို့စိတ်ဆိုးတာမျိုးကဗျာပါဒမဟုတ်ဘူးဒေါသတော့ဟုတ်တယ်။ဒါပေမဲ့မနောတုစရိုက်ဆိုတာမဖြစ်ဘူးမနောကံဆိုတာမဖြစ်ဘူး။သေသွားရင်ကောင်းမှာပဲဒီလူလောကကြီးကပျောက်သွားရင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးကြတော့မနောကံမနောတုစရိုက်ဖြစ်သွားပြီဒါလည်းပဲကံမျိုးစေ့ဖြစ်သွားတယ်ရှင်ထဲမှာစေရနာမဟုတ်ဘူးပြာပါဒဆိုတဲ့ဒေါသကံဖြစ်ရောက်သွားတယ်နောက်တစ်ခုကတော့မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြောင်းကိုစဉ်းစားလိုက်တယ်အေးမကြည်မနှက်စရာတွေတွေ့ဘာလို့ဆိုကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးနော်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးမကောင်းတဲ့လူတွေလည်းကောင်းစားနေကြတာပဲအဲ့တော့လောကမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ကံတရားဟာမှန်ကန်တာမဟုတ်ဘူးမကောင်းတဲ့လူတွေလည်းကောင်းစားနေကြလို့ကံကံဤကျိုးညင်းပယ်ပြီးတော့ကံတရားကိုလက်မခံတဲ့အတွေးများတွေးမိသွားလို့ရှိရင်မိစ္ဆာဒိဋ္ဌိဆိုတာဖြစ်သွားဒီဘဝဒီကိုယ်ဆံနောင်ဘဝနောင်ကိုယ်ခံဘဝဆိုတာနောင်ဘဝဆိုတာရှိတာမဟုတ်ဘူးရှိလေကိုယ်လည်းသိတာမဟုတ်ဘူးလို့နောင်ဘဝကိုတရားဝင်အတိမမပြုဘဲနဲ့တမလွန်လောကကိုညင်းပယ်မယ်ဆိုလို့ရှိရင်လေမိစ္ဆာဒိဋ္ဌိဖြစ်သွားနော်မိစ္ဆာဒိဋ္ဌိဖြစ်သွားလောကလူတွေဟာတည်သွားပြီးတဲ့နောက်ပြန်မွေးတယ်ဆိုတာမရှိပါဘူး။ဘာကြောင့်လဲလူတွေတည်သွားပြီးတဲ့နောက်တစ်ခါမှပြန်တွေးရတာမရှိဘူး။ပြန်မတွေးကြတော့တည်သွားပြီးပျောက်ကွယ်သွားတယ်လို့ပဲဒီလိုယူဆတွေးတောမိပဲဆိုလို့ရှိရင်လည်းပဲဒါဟာမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်။မနောကံအရာမြောက်သွားတယ်။ရှင်တဲ့နှလုံးထဲမှာဖြစ်တာနဲ့မနောထုစရိုက်ဆိုတဲ့အတ္တမမမှန်ကန်တဲ့အတွေးတွေဖြစ်သွားပြီဒါကလည်းအကျိုးပေးသွားနိုင်ပေါ့မကောင်းတဲ့ဘက်မှာဒီလိုဆိုလို့ပဲပေါ့နှုတ်ကနေပြီးတော့ပြောဆိုကြတဲ့အခါမှာတယောက်နဲ့တယောက်ဆုံတွေ့လို့နှုတ်ကနေပြောဆိုကြတဲ့အခါမှာမမှန်ကန်တာကိုမမှန်ကန်မှန်းသိပဲသားနဲ့သူတလွဲမှတ်သွားလောက်အောင်မှတ်သွားအောင်မှတ်သားသွားအောင်မမှန်မကန်ပြောဆိုလိုက်တယ်မမှန်မကန်လှုပ်ပြလိုက်တယ်တလွဲနားလဲသွားအောင်စေတနာနဲ့လှုပ်ပြလိုက်တယ်လိန်တယ်လို့ပြောတာမုဒ္ဒဝါဒပါဇာကလိန်မမဟုတ်ဘူးမမှန်မကန်နားလဲသွားအောင်တခုလှုပ်ပြလိုက်တာလိန်လီလှဲ့စားလိုက်တာတစ်ဖက်သားကကိုလှဲ့စားတဲ့အတိုင်းယုံသွားပြီဆိုလို့ရှိရင်မုဒ္ဒဝါဒဆိုတဲ့ဝစီကံဖြစ်သွားပြန်တယ်ပေါ့နော်ဝစီကံဖြစ်သွားအေးတယောက်နဲ့တယောက်ခင်ခင်မင်မင်ရှိနေတာကိုတုံးနဲ့တူအထင်လွဲသွားအောင်ဘက်ပိုက်လို့ခေါ်တဲ့ကွယ်ရမှာအတင်းပြောပြီးတော့တုံးနဲ့တူမတက်အောင်ပြောလိုက်လို့တစ်ဖက်သားကတုံးနဲ့တူစင်မပြေဖြစ်သွားပြီးကိုယ်ကတော့ကျေးဇူးတင်တယ်ဆိုတဲ့အနေအထားမျိုးရောက်သွားလို့ရှိရင်ပိတုဏဝါစာလို့ခေါ်တယ်ဝစီဒုစရိုက်ဖြစ်သွားပြန်နောက်တစ်ဖန်လူတွေမကျေနပ်တဲ့အခါကျတော့နေမငယ်ဆဆဲကြတယ်ရိုင်းဆိုင်တဲ့စကားကိုပြောတယ်ဆဲတယ်ဆိုတာအမျိုးစုံရှိတယ်ယောဂနဲ့အမြည်တက်ပြီးဆဲတာလဲဆဲတယ်လို့ခေါ်တယ်အသားရောင်နဲ့အမြည်တက်ပြီးဆဲရင်လည်းဆဲတယ်လို့ခေါ်တယ်ဆိုပါစို့ယောဂနဲ့အမြည်တက်တဲ့အခါကျတော့အမျိုးသမီးတယောက်ကိုဆဲတဲ့အခါ
မိရပိတ်မိရ6လို့ပြောလို့ရှိရင်ဒါလည်းဆဲရရောက်တယ်ယောက်ျားတစ်ယောက်ကိုဆဲပြီဆိုရင်ဒူလာလို့ပြောရင်ဒါလည်းပဲဆဲရရောက်တယ်နော်ဖရုဒဝါစာလို့ခေါ်တယ်ပါဇက်ကနေထုတ်ပြီးဆဲမှမဟုတ်ဘူး Facebook ထဲမှာရေးပြီးတင်လိုက်လို့ရှိရင်လည်းဝစီဒုစရိုက်ပဲဖြစ်တယ်နှုတ်ကပြောတဲ့ဝစီဒုစရိုက်မဟုတ်ဘူးလက်နဲ့ဖော်ပြတဲ့ဝစီဒုစရိုက်သို့တော့အဲ့ဒါလည်းဝစီကံထဲမှာထည့်ရဖော်လိုက်တာကတော့နှုတ်နဲ့ဖော်တာပဲဒါပေမဲ့ဒါကိုဝစီကံလို့ပဲခေါ်တယ်အဲ့ဒါလို့လောကကြီးမှာမကောင်းမှုအကုသိုလ်ဆိုတဲ့အတ္တမနှုတ်နဲ့ကျူးလွန်ကြတာဖြစ်တယ်ကောင်းကျိုးချမ်းသာကိုပေးနိုင်စွာမရှိတဲ့အကြောင်းအရာတွေကိုလူတွေထင်လွဲအောင်အမှန်ထင်အောင်အကျိုးမဲ့စကားတွေကိုပြောဆိုမယ်မဟုတ်တဲ့တရားတွေကိုပြောဆိုမယ်ကောင်းကျိုးရှိတဲ့ရောင်ထုတ်ဖော်ပြီးတော့ကျိုးမရှိတဲ့စကားတွေနဲ့အချိန်ဖြုံးစေမယ်လူတွေအသိဉာဏ်ကိုမှိုက်တိုက်မယ်ဆိုရင်တမ္ပပလပါဖြစ်ပြအဲ့ဒါဝစီကံလို့ခေါ်တဲ့အကုသိုလ်တွေကိုယ့်ရဲ့ထဲမှာဖြစ်လာအဲ့တော့တမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်အကုသိုလ်မလုပ်ဘူးလို့ထင်ကောင်းထင်ရလိမ့်မယ်အကုသိုလ်မလုပ်ပါဘူးဈေးရောင်းစားတာပါဈေးရောင်းရင်ရောအကုသိုလ်တွေမဖြစ်ဘူးလားဆိုနော်ဈေးရောင်းရင်လည်းမမှန်မကန်လုပ်ရင်အကုသိုလ်တွေဖြစ်လာစိတ်ထဲကအတွေးတွေမှာအကုသိုလ်အတွေးတွေတွေးမိလို့ရှိရင်အကုသိုလ်တွေဖြစ်လာကာယကံမြောက်အနေနဲ့ကြတော့သူများအသက်တတ်အောင်သူများအသက်တတ်ဖို့ကြိုးစားတယ်သို့မဟုတ်လူတယောက်အသက်ဆုံးမတော့ခိုင်းစေတယ်ဆိုရင်ပါဏာတိပါဒကထိုက်သူများဥစ္စာမမှန်မကန်နည်းတွေနဲ့ရအောင်ယူတယ်အဲ့ဒါလိုယူတယ်ဆိုလို့ရှိရင်အရိဏဒါနဖြစ်တယ်ကာမေတုမိစ္ဆာစာရဒီမိသားစုမိဘတွေဆောင်းရှောက်မှုမကင်းတဲ့အိမ်အောင်မရှိတဲ့အမျိုးသမီးပဲဖြစ်စေသို့မဟုတ်အိမ်အောင်ကြပြီးသားအမျိုးသမီးပဲဖြစ်စေကာမေတုမိစ္ဆာစာရကျွလွန်လို့ရှိရင်ကာမေတုမိစ္ဆာစာရဖြစ်တယ်အဲ့ဒီအကုသိုလ်ကံတွေပါဏာတိပါဒတို့အရိဏဒါနတို့ကာမေတုမိစ္ဆာစာရတို့ဆိုကာမေတုမိစ္ဆာစာရကတော့အလွန်သိတာကျမ်းနဲ့လို့ပြောမှုတော့ပါဏာတိပါဒကလည်းသိတာကျမ်းနဲ့အရိဏဒါနကြတော့အလွန်သိမ်မွေးတယ်လို့ပြောအမတ်တမဲ့သူများပစ္စည်းတစ်ခုလိန်ရောင်းလိုက်တာနဲ့ပဲအရိဏဒါနလည်းဖြစ်သွားတယ်ပေါ့နော်အဲ့ဒီလိုဟာမျိုးတွေကိုမှအပြစ်မကင်းတဲ့လောက်ရက်တွေအခုပြောခဲ့တဲ့အကြောင်းအရာတွေကိုပါပလို့ခေါ်တယ်ဆင်းရဲဒုက္ခရှိတဲ့စီကိုပို့ပေးတတ်တယ်မကောင်းမှုအကုသိုလ်လို့ဒီလိုပြောတာမကောင်းမှုအကုသိုလ်ဆိုတာဘုရားကမကောင်းမှုအကုသိုလ်လို့ပြောလို့မကောင်းမှုအကုသိုလ်ဖြစ်တာမဟုတ်ဘူးတဘာဝကိုကဒါတွေလှုပ်လို့ရှိရင်ဆိုးချိုးဖြစ်တယ်ဥပမာမဲ့မိဟာပူစေဆိုလို့ပူတာမဟုတ်ဘူးသူ့တော်ဝါကပူမိကိုထိတဲ့ကြိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာမိလောင်ခြင်းပူလောင်ခြင်းခံရမှာဒါတဘာဝပဲဖြစ်တယ်အကုသိုလ်ဆိုတာလည်းထို့တူပဲမိမိရဲ့ရင်ထဲနှလုံးထဲမှာအကုသိုလ်ဖြစ်လာပြီဆိုလို့ရှိရင်ထိုအကုသိုလ်ကဖြစ်ပေါ်စေတဲ့အကျိုးတရားဟာဆိုးကျိုးတာလည်းဖြစ်တယ်ဥပမာဘာနဲ့စဉ်းစားရမလဲလို့ဆိုရင်မတည့်တဲ့အစာကိုစားလိုက်မိတယ်ကိုယ်ယောဂနဲ့ပဲဖြစ်စေကိုယ်ခန္ဓာကိုယ်နဲ့ပဲဖြစ်စေမတည့်တဲ့အစာစားမတည့်တဲ့အစာစားလိုက်လို့ဘိုင်းနာမယ်ဝမ်းလျှောမယ်အ ਨੇ ဆုံးယောဂရှိရင်ယောဂတိုးလာမယ်အစာအာဟာရအသီးပင်နဲ့ဆိုးကျိုးကိုဖြစ်ပေါ်စေနော်ဆိုးကျိုးကိုဖြစ်စေရှင်ဒီရုပ်တရားကပဲဆိုးကျိုးကိုပေးနိုင်သေးတာစိတ်ထဲမှာဖြစ်တဲ့ဟာလည်းပဲထို့တူပဲ
ဥပမာမဲ့အစိတ်စားမိရင်ခန္ဓာကိုယ်ထိခိုက်ရုပ်ခန္ဓာကိုယ်မှာအစိတ်တဲ့တဲ့အခါပူလောင်မှုခံခုနအကုသိုလ်တွေကြစိတ်ကိုအစိတ်တဲ့စေတာပဲဖြစ်တယ်ကိုယ်စိတ်ထဲမှာအစိတ်တဲ့သွားတာလူတွေရဲ့စိတ်ဟာတမန်အဖြစ်ဖြူစင်းနေတယ်ဖြူစင်းနေတဲ့စိတ်ကလေးကိုအယောင်ဆိုးပေးလိုက်တယ်လိုချင်စိတ်တွေဖြစ်လာတယ်မုန်းလိစိတ်တွေဖြစ်လာတယ်အမှန်မသိတဲ့စိတ်တွေဖြစ်လာတယ်မာမနာတွေဖြစ်လာတယ်အိတ်သားဆိုတာမနာလိုမှုတွေဖြစ်လာတယ်မစ္စရိယဆိုတဲ့ကိုယ်သာကြည်ပွားလို့တဲ့ကျင်းမြောင်းတဲ့အတွေ့တွေဖြစ်ပေါ်လာတယ်အဲ့ဒီအကုသိုလ်တွေဟာစိတ်ကိုပျက်စီးစေတတ်တဲ့အကုသိုလ်တွေဖြစ်တယ်စိတ်ရဲ့ပွိုင်စင်းနေလို့ပြောလို့ရအောင်စိတ်ကိုအစိတ်တောက်ဖြစ်စေတတ်တဲ့အရာအဲ့ဒီစိတ်ထဲမှာအစိတ်တောက်ဖြစ်သွားပြီဆိုလို့ရှိရင်ဒီအစိတ်တောက်ရဲ့ဆိုးကျိုးဆိုတာလာတာအစိတ်ဆိုတာတနည်းနည်းနဲ့အကျိုးသက်ရောက်မှုဖြစ်စေထို့တူပဲယင်နဲ့ဖြစ်သွားတဲ့လောဘယင်နဲ့ဖြစ်သွားတဲ့ဒေါသအစိတ်ပဲအဲ့ဒီအစိတ်ဟာဆိုးကျိုးပဲဖြစ်ပေါ်စေအမှန်တတိထားကြည့်ဒေါသဖြစ်တဲ့လူတယောက်ဟာမကြေမချမ်းဖြစ်နေတာဒါအစိတ်သင့်နေတယ်လို့ခေါ်တာနော်အစိတ်သင့်တဲ့သရဝါတူဟာအငြိမ့်မနေနိုင်ဘူးစိတ်ထဲမှာဒေါသဖြစ်လို့ရှိရင်ဒါအစိတ်သင့်သွားတာခေါ်တယ်ပေါ့မျက်နှာကြီးหนีရဲလာတယ်မပြောသင့်တဲ့စကားတွေပြောလာတယ်တမန်အဖြစ်မပြောရဲတဲ့စကားတွေပြောလာတယ်မလုံးဝနဲ့အလုပ်တွေလုပ်လာဒေါသဆိုတဲ့အစိတ်သင့်သွားပြီဆိုရင်လူဟာယူနှံသွားခြင်းဒေါသဆိုတဲ့အစိတ်ကြောင့်မဖြစ်သင့်တာတွေဖြစ်သွားခြင်းဆိုတာဒီဘဝတည်းမဲ့ဆိုးကျိုးတွေပေါ်လာဖြစ်ဒါကြောင့်မို့လောဘဆိုတာလည်းအစိတ်တစ်မျိုးပဲဒေါသဆိုတာလည်းအစိတ်တစ်မျိုးပဲမောဟတွေမာမနာတွေအိတ်တာတွေဝိစရိယတွေဆိုတာလည်းအစိတ်တစ်မျိုးပဲရှင်တဲ့နှလုံးထဲမှာဖြစ်လာပြီးစိတ်ထဲမှာပေါ်လာပြီးဆိုရင်ဖြူစင်တန်ရှင်းတဲ့စိတ်ကလေးဟာအစိတ်တောက်ဖြစ်ပြီးမကြမ်းမမာဖြစ်သွားတာပဲဒါသိချာအဲ့ဒီမကြမ်းမမာဖြစ်သွားတာသူကသူဖြစ်ပြီးပျောက်သွားတာမဟုတ်ဘူးမျိုးစိတ်ကလေးတွေဖြစ်သွားတယ်အသီးသီးပြီးဆိုလိုက်တာနဲ့တပြိုင်နက်အသီးထဲမှာအစိတ်ကလေးတွေပါလာအဲ့ဒီအစိတ်လေးကရင့်လာတဲ့အခါဘာဖြစ်လဲဆိုပင်ပေါက်စေတာပဲဖြစ်ဘုန်းကြီးတို့တွေရဲ့ယင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟတွေဟာအပင်ပေါက်ဖို့အတွက်မျိုးစေ့ချနေတာပဲဖြစ်တယ်ပေါ့ဒါကြောင့်တမန်အဖြစ်လူတယောက်ဟာကောင်းတာလုပ်နေတယ်လို့ဆိုတော့လေကိုယ့်ဘာကိုယ်စိတ်ကိုစမ်းစစ်ကြည့်ရမှာဖြစ်တယ်ငါစိတ်ဟာလောဘနဲ့တွဲနေသလားဒေါသနဲ့တွဲသလားမောဟနဲ့ကိုယ်စိတ်ကို mental check up ဆိုတာစိတ်ကိုစစ်ဆေးကြည့်ရတမန်အဖြစ်တော့ကိုဟာလူတော်လူကောင်းတယောက်လိုပဲမြင်ကြမှာပဲကိုလူတော်လူကောင်းမဟုတ်တာမလုပ်ဘူးလို့ထင်ကောင်းထင်သို့တော်ယင်တဲ့နှလုံးထဲမှာအကုသိုလ်တွေဖြစ်နေလို့ရှိရင်ငါတော့စိတ်တောက်နေလုပ်နေတာပဲကိုအဲ့ဒါကိုစဉ်းစားတတ်ဖို့လိုအပ်တယ်ပေါ့ရှင်တဲ့နှလုံးထဲဖြစ်နေတဲ့အကုသိုလ်တရားတွေကိုလျှော့ချဖို့ရကြိုးစားမှာဖြစ်တယ်အဲ့လိုလျှော့ချတဲ့အခါမှာတတိထားပြီးတော့လျှော့ချတယ်ရှင်ကျင်တုံတရားနဲ့လျှော့ချတယ်ကိုကျင့်သီလနဲ့လျှော့ချတယ်မိမိရရှိထားတဲ့ဘဝတုတ္တတွေနဲ့ဆင်ញင်သုံးသပ်ပြီးလျှော့ချတယ်အသိပညာနဲ့လျှော့ချတယ်ဆိုတာလုပ်ရမှာဖြစ်တယ်အဲ့ဒါလို့မလုပ်လို့ရှိရင်ပုံမှန်အားဖြင့်ဒီအာယုန်နဲ့တွေ့ရင်လောဘဖြစ်ရမယ့်အာယုန်ဆိုလောဘဖြစ်တာဒေါသဖြစ်စရာအာယုန်ဆိုဒေါသဖြစ်လာအဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်လောဘဒေါသဆိုတဲ့ကိုယ်ရင်ထဲမှာဖြစ်သွားတဲ့အရာတွေဟာတမန်အပြင်ဖြစ်ပြီးပျောက်ပြက်သွားတာမဟုတ်ဘဲနဲ့မျိုးစေ့တွေဖြစ်သွားကြတယ်အဲ့ဒါကိုပဲကံလို့ခေါ်တာဖြစ်တယ်ပေါ့မြတ်စွာဘုရားကတတိပေးဆုံးမတယ်လူတိုင်းဟာအာယုန်တစ်ခုနဲ့တွေ့လို့ရှိရင်
အကုသိုလ်လားကုသိုလ်လားစိတ်ကောင်းလားစိတ်မကောင်းလားတခုခုတော့ဖြစ်လာတယ်ပေါ့နော်တခုခုတော့ဖြစ်လာဥဘောပုံညင်းစပပိစယမေသောကုရုတေဣတာလူဘဝရလာတဲ့လူသားတယောက်ဟာတဲ့ကောင်းတာလည်းလုပ်မိတယ်မကောင်းတာလည်းလုပ်မိတယ်ကောင်းတာတွေလည်းသူ့ရင်ထဲမှာဖြစ်တယ်မကောင်းတာတွေလည်းသူ့ရင်ထဲဖြစ်တယ်အတွေးအနေနဲ့သူ့ရင်ထဲမှာနှလုံးထဲမှာဖြစ်လာနော်ကောင်းတယ်မကောင်းဘူးဆိုတာကိုကြိုက်တာမကြိုက်တာနဲ့မဆိုင်ဘူးနော်ကြိုက်တာမကြိုက်တာနဲ့မဆိုင်ဘူးမကောင်းမှုအကုသိုလ်ဆိုတာပွိုင်စင်းလိုဟာမျိုးတွေပဲအေးကောင်းတာလည်းဖြစ်တယ်မကောင်းတာလည်းဖြစ်တယ်ဖြစ်လာရင်ဘာဖြစ်လဲဆိုရင်တင်ညိတတ္တတက္ကံဟောတိကိုယ့်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းမကောင်းဆိုတဲ့ကုသိုလ်အကုသိုလ်ကံတွေဟာကိုယ်နဲ့ပဲပတ်သက်သွားပြီပတ်သက်တယ်ဆိုတာ responsible တာဝန်ရှိသွားပြီလို့ပြောတာနော်ကိုယ့်ရင်ထဲရောက်သွားကိုယ်စားလိုက်တဲ့အစားအစာဟာဘိုင်းနာစရာရှိရင်ကိုယ်ပဲနာမှာပဲလေကောင်းလို့ရှိရင်လည်းကြမ်းမာတယ်ဆိုရင်ကိုယ်ပဲကြမ်းမှာကိုယ်ရင်ထဲရောက်သွားတဲ့အကုသိုလ်တစ်ခုဟာကိုယ့်အတွက်ဆိုးကျိုးပေးဖို့ဖြစ်လာကိုယ်ရင်ထဲရောက်လာတဲ့ကုသိုလ်ကလည်းကောင်းကျိုးချမ်းသာရဖို့ဖြစ်လာမှာဖြစ်တယ်ဒါရင်လားဒီဘဝတင်လားကောင်းကျိုးဆိုးကျိုးပေးတာလားလို့ဆိုဘယ်ဟုတ်မလဲကြံတဲ့ဟာတွေကတော့ထားခဲ့ရတာဖြစ်တော့လည်းပဲခုကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့အကောင်းအဆိုးကံမျိုးတွေကတော့တင်စအာရယခိစ္စတိဘဝမှာယူသွားရမယ့်အရာတွေဖြစ်တယ်ကိုယ်နဲ့ပါသွားမယ့်အရာတွေဖြစ်တယ်ကောင်းတာလုပ်လို့ရှိရင်လည်းကောင်းမှုကုသိုလ်တွေပါသွားမှာပဲမကောင်းတာလုပ်လို့ရှိရင်လည်းမကောင်းမှုအကုသိုလ်တွေပါသွားမှာဒီလိုဆိုလိုတာပေါ့နော်ကောင်းမကောင်းနေဟာတရားရည်ရဲ့အနေအထားကိုကြည့်ပြီးမြတ်စွာဘုရားဒီလိုဟောတာဒါကြောင့်ဒီလိုဖြစ်နေရင်ဘယ်လိုလုပ်ရဘာလုပ်တဲ့တယ်လဲဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတဘာဝအပြင်လူတွေအကောင်းလဲလုပ်တဲ့ဆိုတဲ့လုပ်တဲ့ဆိုရင်ဘယ်လိုနေရမလဲဘာလုပ်ရမလဲဆိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်အတ္တနိစေပိယံစဉ္ညာနနံပပေနတန်ယုစေကိုယ့်ကိုတန်မိုးထားပြီးတော့ကိုယ့်ကိုမျက်နှိုးတယ်ဆိုရင်လူတွေကကိုယ့်ကိုမျက်နှိုးတယ်လို့သာပြောကြတာဒုက္ခရောက်အောင်လဲကိုယ်ပဲလုပ်နေကြနော်ကိုယ်ပဲလုပ်ကြတာပဲလေကောင်းတဲ့ထင်ပြီးလုပ်ကြတာကြီးပဲကောင်းတယ်အဲ့တော့ကိုယ့်ကိုမျက်နှိုးရမှန်တကယ်သိတယ်ဆိုလို့ရှိရင်နနံဗပေနတန်ယုစေမကောင်းမှုအကုသိုလ်တွေကိုယ့်ရင်ထဲနှလုံးထဲမှာမဖြစ်စေနဲ့အစိတ်တောက်တွေကိုယ်စီမရောက်စေနဲ့လို့သူတို့ပြောဘာကြောင့်လဲလို့ဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ခတာကာရိနာမကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာအစဉ်ပြေမှုဆိုတာရဖို့ရအမတမခဲနေမရနိုင်ဘူးလို့ပြောနော်မကောင်းတာတွေကကောင်းကျိုးရဖို့ဆိုတာမဖြစ်နိုင်ဘူးသူတို့ပြောတာအေးဒါကြောင့်မို့နေ့စဉ်နဲ့မြတ်ဘဝမှာတတိထားရမှာဒီအချက်ပဲဖြစ်တယ်ဟောမကောင်းမှုအကုသိုလ်လားကုသိုလ်ကောင်းမှုလားဆိုတာကွဲကွဲပြားပြားသိရှိနားလည်ပြီးတော့မကောင်းမှုအကုသိုလ်မှန်သမျှကိုအဓမ္မလို့ခေါ်တယ်ကောင်းမှုကုသိုလ်မှန်သမျှကိုဓမ္မလို့ခေါ်တယ်အဓမ္မနဲ့ဓမ္မမကောင်းမှုအကုသိုလ်တွေကိုအနတ္ထအကျိုးမဲ့ဆိုးကျိုးကိုပေးရတဲ့အရာတွေဆိုးကျိုးတွေကောင်းမှုကုသိုလ်တွေကြတော့အဋ္ဌကောင်းကျိုးတွေလို့သဘာဝကိုဒီလိုရှိတယ်အဲ့ဒါကိုကွဲကွဲပြားပြားခြားခြားနာနာသိပြီးတော့ကိုယ့်ကိုမျက်နှိုးတယ်ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ကြတယ်ဒါကြောင့်မို့မိမိတို့နှစ်စဉ်ရှာကြံထားကြတဲ့ငွေကြေးတနာတွေနှမျောမဖက်ပဲကုသိုလ်ကောင်းမှုရခြင်းလို့နှစ်စဉ်ကထိန်ခင်းကြတယ်ရရှိကြတဲ့ကုသိုလ်ကောင်းမှုရအောင်ကြိုးစားအထောက်ကြတယ်ဟောဒါဟာသူများလှုပ်တာပဲဖြစ်စေအမှတ်တရပဲအမှတ်တမဲ့လှုပ်တာပဲဖြစ်စေအမှတ်တရလှုပ်တာပဲဖြစ်စေ
လှုပ်တဲ့အချိန်မှာစိတ်စေတနာစွမ်းအားနဲ့လှုပ်ကြတာဖြစ်လို့ကိုယ်ရင်တဲ့နှလုံးထဲကလှူလိုက်ပြီးတန်းလိုက်ပြီးဆိုလို့ရှိရင်မျိုးစေ့တွေဖြစ်သွားတာအဲ့ဒီမျိုးစေ့တွေကကိုယ်စီကိုတုံ့ပြန်လာမှာဖြစ်တယ်တရက်စီကိုစိုက်လိုက်ရင်တရက်ပင်ကတီးတဲ့အခါတရက်တီးဒီလိုအကျိုးတရားကတော့ပြန်ရလာမှာပဲဖြစ်တယ်ပေါ့ပျောက်ပြက်သွားတယ်လို့ဘယ်တော့မှမရှိဘူးကိုလှုပ်တဲ့အလုပ်ဟာအမတ်တရလှုပ်တာပဲဖြစ်စေအမတ်တမဲ့လှုပ်လိုက်တာပဲဖြစ်စေကံကြမ္မာရဲ့သဘာဝဟာရှင်တဲ့နှလုံးထဲရောက်သွားလို့ရှိရင်အကျိုးမပေးရပဲနဲ့လုံးဝကြီးပျောက်ကွယ်သွားတာမျိုးမရှိဘူးဒီဘဝမှာအကျိုးပေးရမယ်ဆိုရင်ဒီဘဝအကျိုးပေးမယ်တချို့ကဒီဘဝမှာအကျိုးပေးမယ်တချို့ကနောက်ဘဝမှာအကျိုးပေးမယ်တချို့ကတန်တရားထဲမှာရှိသမျှအကျိုးပေးမယ်ကံတရားဟာ၃မျိုးကွဲသွားတယ်ရှင်နဲ့ရောက်လာတဲ့ကံတရားတွေဟာကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေ၃မျိုး၃စားကွဲပြားခြားနားသွားဒီဘဝတွင်အကျိုးခံစားရမယ့်ကံမျိုးနောက်ဘဝကျမှအကျိုးခံစားရတဲ့ကံမျိုးတတိယဘဝကစပြီးတော့နိဗ္ဗာန်ရသည့်တိုင်အောင်အကျိုးပေးမဲ့ကံမျိုးလို့ဒိဋ္ဌဓမ္မဝေရဏိယဥပပိစ္ဆဝေရဏိယအပရာပရိယဝေရဏိယလို့ကံတွေဟာ၃မျိုး၃စားကွဲပြားခြားနားသွားပြီးကိုယ်တဏ္ဍမှာအကျိုးအနေနဲ့ဖြစ်ပေါ်လာမှာဖြစ်တယ်ပေါ့သစ်ပင်တွေကြည့်ပါလားအပင်လေးတွေဟာနော်မုံလာပင်တို့လိုငရုတ်ပင်တို့လိုခရမ်းကျင်ပင်တို့လိုအခုဆိုင်မကြခင်ပေါက်လာပြီးတော့မကြခင်ပွင့်မကြခင်အသီးသီးကြတက်တန်းတို့တဲ့ပင်လေးတွေဟာချက်ချင်းကျိုးပြီးနည်းနည်းတက်တန်းကြာတဲ့အပင်တွေကြတော့2 နှစ်3 နှစ်ဆောင်ရဗျာအလွန်တက်တန်းရှည်တဲ့ပင်တွေကြတော့10 နှစ်15 နှစ်အနှစ်20ဆိုတာလို့အကျိုးပေးတဲ့အချိန်ချင်းဟာမတူညီကြဘူးတဲ့ဒါကြောင့်မို့တတိထားရမှာတော့ကိုယ်ဘဝအတွက်တမိုးတက်စေတတ်တဲ့ကုသိုလ်တရားကိုကြိုးစားအထောက်အမှာဖြစ်တယ်မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာမကောင်းမှုအကုသိုလ်နဲ့အသက်မွေးဝမ်းကြောင်းပြုသွားတဲ့စုံဒဆိုတဲ့ဝက်သားတဲ့ဝက်တွေကိုတတ်ပြီးတော့ရောင်းချတဲ့ဝက်သားတဲ့ရဲ့ဘဝသင်္ကန်းစာယူဖို့ရဒီဒေသနာတော်ကိုဟောခဲ့တာပဲဖြစ်တယ်ဣဒသောစတိပစ္စသောစတိပါပကာရီဥပယထသောစတိမြတ်စွာဘုရားဆိုလိုတာပါပကာရီမကောင်းမှုဒုစရိုက်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာတဲ့ဣဒသောစတိဒီဘဝမှာပဲစိုးရိမ်ရတယ်ပူပန်ရတယ်စိတ်ညစ်ရတယ်ပေါ့ပစ္စသောစတိနောက်ဘဝရောက်ရင်လည်းပဲစိုးရိမ်စိတ်ညစ်ရမယ်ဥပယထသောစတိမကောင်းမှုအကုသိုလ်လုပ်တယ်ဆိုလို့ရှင်လုပ်တဲ့အချိန်မှာလည်းစိတ်တောကဖြစ်ရတယ်လုပ်ပြီးတဲ့နောက်ဘဝရောက်ရင်လည်းပဲအကျိုးပေါ်တဲ့အခါစိတ်တောကရောက်ရတယ်ဆိုလိုတာကပါပလို့ခေါ်တယ်အလွန်အောက်တန်းကျပြီးတော့မကောင်းတဲ့စိတ်ဓာတ်နဲ့လုပ်ရတဲ့အလုပ်တွေမှန်သမျှဟာစိုးရိမ်မှုကိုဖြစ်ပေါ်စေတယ်လို့ပြောတယ်နော်စိုးရိမ်သောကကိုဖြစ်စေတယ်ဒီဘဝမှာလဲမှားလိုက်တာစိုးရိမ်သောကအကျိုးပေးပြီးဆိုပြန်တော့လည်းပဲစိုးရိမ်သောကနှစ်ဘဝလုံးမှာစိုးရိမ်သောကနဲ့နှစ်ပန်းလုံးကြရမယ်ဒါကဒေသနာတော်ရဲ့ဘဝသင်္ကန်းစာတစ်ခုပဲအဆိုပြုလိုက်တဲ့စကားတစ်ခုပဲเนาะမကောင်းမှုအကုသိုလ်ဆိုတာဘယ်အကုသိုလ်ပဲဖြစ်ဖြစ်ဘာပဲလုပ်လိုက်ပြီလို့ရှိရင်စိတ်ပူရစေတယ်စိတ်ပူရစေတယ်တောကဖြစ်စေတယ်ဒီဘဝမှာဖြစ်စေမယ်နောက်ဘဝမှာလည်းဖြစ်စေဒါကမကောင်းမှုအကုသိုလ်ရဲ့အကျိုးကိုဖော်ပြတာသာဝတိမျိုးက
စုံဒလို့ခေါ်တဲ့ဝတ္တသမစာပေကျမ်းမှာစုံဒတွေဆိုတာ3ခုလောက်ရှိတယ်ပေါ့နော်မြတ်စွာဘုရားပြိဋိဘံသံဃာနည်းမှာနောက်ဆုံးဆွမ်းလှူလိုက်တဲ့ပရိဉ္ဆရာစုံဒပါဝါမျိုးကပရိဉ္ဆရာစုံဒဝတ္တပြူဆွမ်းလို့ခေါ်ကြတယ်အဲ့ဒီနေရာမှာတော့အယူဝါဒမတူတာတွေရှိတယ်ရတ္တယနာဆေးလို့လည်းပြောတယ်မှုတစ်မျိုးလို့လည်းပြောတယ်သူကရမတ္တဝဆိုတဲ့အစားအစာကိုမြတ်စွာဘုရားပြိဋိဘံဆံရဲ့စာမဲ့နေရာမှာကတ်လိုက်တဲ့ပုဂ္ဂိုလ်ကလည်းစုံဒပဲသူကတော့ပရိဉ္ဆရာရှင်သာရိပုတ္တရာရဲ့ညီတပူးကလည်းပဲစုံဒလို့ခေါ်တယ်တာဝတိမျိုးကဝက်တွေကိုမွေးပြီးတော့ဝက်သားရောင်းစားတဲ့ပုဂ္ဂိုလ်ကလည်းပဲစုံဒပဲအခုဒီမြတ်စွာဘုရားဆုံးမစကားဟောနေတာတော့တာဝတိမျိုးကဝက်သားတဲ့စုံဒကိုအကြောင်းပြုပြီးဟောတာဖြစ်တယ်နော်မကောင်းတာလုပ်လို့ရှိရင်တဲ့ဆိုရင်တော့ကရောက်ရတတ်တယ်ကြီးတဲ့သောစတိသောဝိဟညတိဒိဋ္ဌဝါကမ္မကိလေသာမတ္တနောတေကဏီရောက်လာတဲ့အခါမှာကိုလုပ်ခဲ့တဲ့လုပ်ရတဲ့ကြောင့်အကျိုးပေါ်လာတဲ့အခါမှာတောကဖြစ်ရယုံမကပင်ပန်းပြီးတော့ရှင်တဲ့နှလုံးထဲမှာပူလောင်မှုကိုခံစားရတယ်ဆိုတော့ဘဝသင်္ကန်းစာအနေနဲ့မြတ်စွာဘုရားဟောတာဖြစ်တယ်ပေါ့နော်လက်တွေ့အဖြစ်ဒီဇလန်းနဲ့ပတ်သက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တာဝတိမျိုးကမိသားစုနဲ့နေတဲ့စုံဒဆိုတဲ့လူတစ်ယောက်သူကတခြားစီးပွားရေးလုပ်တာမဟုတ်ဘူးနေဒေသတွေကိုထွက်ပြီးတော့ဝက်ပေါက်စာလေးတွေကိုလိုက်ပြီးတော့ဈေးပေါ်ပေါ်နဲ့ဝယ်တယ်ဝယ်ပြီးတဲ့အခါသူ့အိမ်နောက်ဖေးမှာခြံခတ်ထားပြီးတော့အစာကျွေးပြီးဝက်တွေကြီးအောင်မွေးတယ်နော်ကြီးအောင်မွေးပြီးတော့သူ့လုတ်ပုံလုံနေရအသားဖော်တော့မယ်ဆိုရင်အဲ့ဒီဝက်ကိုသူကရွေးချယ်ပြီးတော့4ထောက်လှုပ်ထားတဲ့ထုတ်နဲ့နော်အသားကို1400နဲ့လှုပ်ထားတဲ့အသားချောင်းနဲ့အဲ့ဒီဝက်တစ်ကိုယ်လုံးကိုရောင်ဖောလာအောင်ရိုက်တယ်ဟောအရှင်လက်လက်ဘာကြောင့်လို့ဆိုရင်အသားတိုးအောင်လုပ်ထားတယ်ခုခေတ်တော့အဲ့လိုမကြားဘူးရေထိုးတယ်လို့ပဲကြားဘူးနော်အလေးချိန်တက်သူကအဲ့ဒါလို့မဟုတ်ဘူးဝက်အရှင်ကိုထုံးနဲ့ရိုက်တယ်ဝက်ကိုရောင်ကန်းလာအောင်ရောင်အန်းလာအောင်ရိုက်တယ်ရိုက်ပြီးတဲ့အခါသူ့ရဲ့လုပ်ရက်တွေကအလွန်ရက်ဆက်တယ်ရှင်တွေအိုးကြိုထားပြီးတော့အဲ့ဒီဝက်ကိုအတင်းကျပ်ကျိုးတွေနဲ့တုပ်ပြီးပါဇက်ထဲကိုရင်တွေးတွေလောင်းထည့်တဲ့အခါကျမစင်အညစ်အကြေးတွေပါကောက်တာပေါ့နော်ဥတွေလောင်ပြီးမစင်အညစ်အကြေးတွေကြာရေချီသွားသည့်ထင်အောင်ရင်တွေးကိုတစ်ခွက်ပြီးတစ်ခွက်ဆက်လောင်းရေချီထွက်လာပြီဆိုမှသူရေလောင်းတာရပ်ပြီးကြံတဲ့ရင်တွေးနဲ့အဲ့ဒီဝက်တကောင်လုံးကိုဖြောတယ်အဲ့တော့သူလှုပ်တဲ့လောက်ကလည်းရက်ဆက်လွန်အကြည့်တယ်နော်ရက်ဆက်လွန်အကြည့်စာထဲမှာအဲ့လိုမှတ်တမ်းတင်ထားအဲ့ဒီအချိန်မှဆိုရင်ဝက်ရဲ့အော်တန်နေရှိနေမှာပေါ့ရိုက်တဲ့အချိန်ကစပြီအဲ့ဒီလိုလုပ်ပြီးပြီဆိုတဲ့အခါမှာဝက်ကိုဓာတ်ထက်နဲ့လဲဖြတ်သွေးတွေကိုတစ်ခုနဲ့ခံဝက်သားကိုဝက်ကိုတတ်ပြီးတော့အသားနဲ့အဲ့ဒီသွေးတွေနဲ့ပြန်လဲပြီးတချို့အိမ်စားတယ်တချို့ဈေးပို့တယ်ဒါသူ့ရဲ့အသက်မွေးဝမ်းကြောင်းပဲအဲ့လိုပြီးငွေရှာတယ်နှစ်ပေါင်းဘယ်လောက်ကြာသွားတယ်ဆိုနှစ်50ကျော်သွားတယ်ဒီလုံးနဲ့လှုပ်တာနှစ်50ကျော်အေးဒီလုပ်ငန်းနဲ့သူဟာ
ကြီးပွားချမ်းသာနေတယ်လို့ပြောနိုင်တယ်ပေါ့လေသို့တော့ကံကြမ္မာတို့ဘာလို့ဆိုတာအကျိုးပေးဖို့ချိန်တန်းလာရင်လူတွေမှာအတိတ်ကကံတွေရှိတယ်အဲ့ဒီအတိတ်ကံတွေရဲ့ဟန်တာမှုတွေကြောင့်အကုသိုလ်ကံတွေဟာရုတ်တရက်အကျိုးမပေးဘူးပစ္စုပန်ကံတွေဟာရုတ်တရက်အကျိုးမပေးဘူးအတိတ်ကံကကုန်းလာပြီးတော့တေကံဤအချိန်ရောက်လာတဲ့အခါဘာဖြစ်တုံးဆိုရင်ထဲမှာဝက်ကိုရေနွေးတွေလောင်းခဲ့တာကြောင့်တကူလုံးနာကျင်ပြီးရင်ထဲမှာရေနွေးလောင်းခံရတယ်လို့တကူလုံးပူလောင်ပြီးတော့အော်ဟစ်ညည်းညူပြီးတော့သူအော်တဲ့အတန်ကဝက်အော်တဲ့အတန်တိုင်းပဲအိမ်တွေအသားတွေကသူ့ကိုအိမ်ထဲမှာပိတ်ပြီးတော့အပြင်မထွက်ရအောင်ထိန်းထားကြတယ်9 ရက်တိတိအိမ်ထဲမှာမနေနိုင်မထိုင်နိုင်ဖြစ်အောင်ခုခေတ်လို့ဆိုရင်တော့အိတ်ဆေးထိုးကြမှာပေါ့နော်အဲ့ဒီခေတ်ကတော့အိတ်ဆေးထိုးတာမရှိတော့ဝက်လို့အော်နေတာဆွမ်းခံသွားတဲ့ကိုတော်တွေကတကယ်ဝက်အော်နေတယ်လို့ထင်ပြီးတော့မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့စုံဒအိမ်ကဝက်အော်တန်နေကြားနေတာ9 ရက်ရှိပြီသူအလှကြီးပေးစရာရှိလို့လားဝက်သားအမှားစာတွေရောက်လို့လားမသိဘူးဝက်တွေတတ်နေတာ9 ရက်တောင်ရှိပြီဆိုတော့မြတ်စွာဘုရားကအဲ့ဒါဝက်တတ်နေတာမဟုတ်ဘူးသူကိုယ်တိုင်ဝက်အော်တယ်လို့အော်ပြီးခံစားနေရတာအဲ့ဒီအဓိပ္ပာယ်ကသူကကံတရားရဲ့အကျိုးပေးပုံကအတ္တနာကတိပရတ္တဒုက္ခေဥပ္ပစ္ဆန္တိကိုလုံးလိုက်တဲ့ဒုက္ခဟာတစ်ဖက်သားမှာရောက်သွားဆိုတော့သူဝက်ကိုဒုက္ခပေးရှင်နွေးတွေနဲ့အရှင်လက်လက်လောင်းတယ်အဲ့ဒါဝက်ဟာဘလောက်ပူလိုက်မလဲဆိုတာအဲ့ဒီဝက်ပူတဲ့ဒုက္ခမျိုးလို့သူခံစားရတယ်လို့ဆိုကိုလုံးလိုက်တဲ့အလုပ်ဟာဒီကံကြမ္မာကအကျိုးပေးလာလို့ရှိရင်အဲ့ဒီပုံစံတူအကျိုးပေးတယ်ကိုလုံးလိုက်တဲ့ဒုက္ခသည်တစ်ဖက်သားခံစားရတယ်လို့အဲ့ဒီအလားတူဒုက္ခသည်ကိုယ်စီရောက်လာတတ်တယ်ဩစတြေးလျမှာလူရိုင်းနေကိုင်းတဲ့ဘော်ရီဂျီနီဆိုတဲ့မူလကျွန်းနေလူတွေကိုင်းတဲ့ဘူးမရင်ဆိုတဲ့လက်နဲ့ချီရှိတယ်ကောက်ကြည့်တဲ့နှုတ်ထားတယ်နော်တကောက်ကွေးလိုပုံစံအဲ့ဒီဘူးမရင်ဆိုတဲ့လက်နဲ့ကပြစ်လိုက်လို့ရှိရင်ပြစ်တဲ့လူစီပြန်ရောက်လာအဲ့ဒါလိုပဲကံကြမ္မာဆိုတာကိုလုံးလိုက်လို့သူများကိုထိခိုက်သွားပြီဆိုရင်အဲ့ဒီထိခိုက်မှုမျိုးကိုယ်စီပြန်ရောက်တယ်တခါကိုလုံးလိုက်လို့တစ်ဖက်သားကောင်းစားသွားရင်အဲ့ဒီကောင်းစားမှုမျိုးကိုယ်စီပြန်ရောက်တယ်သူဆိုလို့နော်ကိုလုံးတဲ့အတိုင်းတုတ်ပြန်လာမှုဟာကံကြမ္မာရဲ့ဓမ္မတာထုံးတမ်းဆက်လာကမ္မနိယမဆိုတဲ့ the law of karma ဒီတိုင်းပဲအကျိုးပေးတယ်လို့ဆိုဒါကြောင့်မို့ဝက်နဲ့တူစွာသူဟာအဟိညင်းညူပြီးတော့ဒုက္ခတွေရောက်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာဟောတာဣဒသောစတိဒီဘဝမှာလဲတောကရောက်ရတယ်ပစ္စသောစတိနောက်ဘဝမှာလဲတောကရောက်ရတယ်ပါပကာရီဥပယတ္ထသောမကောင်းတာလုပ်ပြီးဆိုရင်နှစ်ဘဝလုံးတောကရောက်ရမှာဖြစ်တယ်သောစတိသောဝိဟိညတိချီစုံနာဆိုတဲ့ဝတ္တသမားဟာတောကရောက်ပြီးတော့ပင်မဆင်းရဲပြီး9 ရက်တိတိဝက်လို့អော်ပြီးညည်းညူရင်ဒုက္ခခံနေရတယ်လို့ဒိဋ္ဌဝါကမ္မကိလေသာမတ္တနောမိမိကိုယ်တိုင်ကသူများကိုဒုက္ခပေးပူလောင်လုပ်ခဲ့သည့်အတွက်ကြောင့်ကိုယ်မှာပူလောင်မှုတွေကိုခံစားရတယ်လို့မြတ်စွာဘုရားကဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဒီဒေသနာတော်ဟောတာအဲ့တော့မကောင်းမှုအကုသို့လုပ်လို့ရှိရင်ဘယ်သူပဲလှုပ်ဒီပုံစံဖြစ်မယ်ဒီလိုဆိုလို့ပေါ့နော်မကောင်းမှုအကုသို့ဟာအတိုင်းအတာတစ်ခုရဒီဘဝမှာပဲစိုးရင်ရမယ်တောကဖြစ်ရမယ်နောက်ဘဝမှာတောကဖြစ်ရမယ်နောက်ဆုံးအကျိုးပေးပြီဆိုလို့ရှိရင်တော့ပို့ပြီးတော့တောကဟာကြီးမားစွာခံစားရမယ်ဆိုတော့မကောင်းမှုအကုသို့ရဲ့အပြစ်တွေကို
မြတ်စွာဘုရားဟာအခုလိုဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဟောကြားဆုံးမခဲ့တာဖြစ်တယ်အဲ့တော့ဘုန်းကြီးတို့တွေမကောင်းမှုအကုသိုလ်ဆိုတာရှောင်ကြရမယ်သို့တော့မကောင်းမှုအကုသိုလ်ကိုပုရုဇဉ်ဘဝအလျောက်မတော်တဆလုံးမိသွားရင်ဒီအကုသိုလ်တတ်တာအောင်ပြေပြောက်အောင်လုပ်လို့ရတာလို့ဆိုရတယ်နည်းရှိနော်ရနိုင်ဘယ်လိုလုပ်ရမလဲလို့ဆိုလို့ရှိရင်ကိုလုပ်တဲ့အလုပ်ကိုအမှားကိုအမှားလို့မြင်ရမယ်ဒါမဟုတ်ဘူးငါလုပ်ပြီးတာမှားတယ်မှားတာကိုမှားတယ်လို့မြင်ပြီးတဲ့အခါမှာတရားနိလန်းအတိုင်းကုစားမယ်မှားမိတယ်ဆိုတာတောင်းပန်ရမယ်ဆိုရင်ဝန်ချတောင်းပန်တယ်ပြုပြင်ရမယ်ဆိုရင်လည်းပြုပြင်လိုက်တယ်ပြီးတဲ့အခါအာယတိန်တံဝရံအပိစတိနောက်ထပ်မမအောင်ခူးဆိုင်တယ်အဲ့ဒီနီးနဲ့မကောင်းမှုအကုသိုလ်လွတ်သွားတယ်လို့သူပြောတာနော်လွတ်သွားတယ်ဆိုတာဒီပြစ်မှုကဂွင်လုံးကျွတ်လွတ်တယ်ဆိုတာမျိုးမဟုတ်ဘူးသို့တော့အကြောင်းတစ်ခုကောင်းမှုတွေကိုလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းမှုကုသိုလ်ကသာအလှည့်ကျပြီးအကုသိုလ်ကအလှည့်မကျလာဘူးဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုကပဲဇက်တိုက်အကျိုးပေးသွားတဲ့အခါမကောင်းမှုအကုသိုလ်တွေဟာအခွင့်မသာလို့ရှိရင်သူတို့ဟာအဟောတိကံဆိုတာမျိုးဖြစ်သွားတာမျိုးတွေရှိတယ်ပေါ့နော်နိဗ္ဗာန်ရသွားပြီဆိုရင်တော့လုံးဝအဟောတိကံဖြစ်တယ်နိဗ္ဗာန်မရမချင်းတော့အဟောတိကံအကုန်လုံးမဖြစ်ဘူးအဲ့တော့ဖြေတဲ့နီးကတခုတည်းသောဖြေနီးကတော့မကောင်းမှုအကုသိုလ်တွေကိုအပြစ်မြင်ပြီးတော့ကောင်းမှုကုသိုလ်တွေရဲ့အကျိုးကိုဆင်ခြင်စဉ်းစားပြီးမကောင်းတာတွေကိုရှောင်ကျဉ်ပြီးကောင်းတာတွေကိုများများလုပ်ခြင်းဟာမကောင်းမှုအကုသိုလ်တွေကလွတ်ရလွတ်ကြောင်းပဲဖြစ်တယ်။တန်တရားထဲမှာသွားတဲ့ပုဂ္ဂိုလ်တိုင်းဟာကုသိုလ်နဲ့အကုသိုလ်ဘယ်ကများတယ်လဲဆိုရင်အကုသိုလ်ကများမှာပဲ။တရားဝရရဲ့တဏ္ဍမှာအကုသိုလ်ဖြစ်တဲ့အချိန်နဲ့ကုသိုလ်ဖြစ်တဲ့အချိန်ဆိုရင်အကုသိုလ်ကများမှာပဲ။သို့သောကုသိုလ်နဲ့အကုသိုလ်ဘယ်သူကအစွမ်းကောင်းတယ်လဲလို့ဆိုလို့ရှိရင်ကုသိုလ်ကိုပဟာယကအကုသိုလ်ကိုပဟတပ္ပလို့ခေါ်တယ်ကုသိုလ်ကသာအကုသိုလ်ကိုဖယ်ရှားနိုင်တာအကုသိုလ်ကကုသိုလ်ကိုဖယ်ရှားတယ်လို့မရှိဘူးဆေးနဲ့ယောဂလိုပဲယောဂကျွန်းသွားရင်တော့ဆေးတိုးခြင်းမှာတိုးမယ်ပေါ့သို့တော့ယောဂဘလောက်ကြီးကြီးဆေးရယောဂကိုတက်တာသွားအောင်တော့လုပ်ပေးနိုင်တာပဲအဲ့ဒါမျိုးလိုပဲကုသိုလ်ကောင်းမှုတွေဟာစွမ်းထက်လာပြီဆေးစွမ်းထက်လာပြီဆိုရင်နှစ်ပေါင်းများစွာခံရတဲ့ယောဂဟာလည်းပဲဆေးတစ်ခွက်တည်းနဲ့ပျောက်ခြင်းပျောက်သွားအဲ့ဒါမျိုးလိုပဲကုသိုလ်ကောင်းမှုကအစွမ်းတတ္တိထက်ပြီးတော့အကုသိုလ်ကံတွေကိုဖယ်ရှားပြတယ်အကျိုးမပေးတော့ဘူးလို့ပြောတာမဟုတ်ဘူးစဉ်းစားကြည့်နော်အများကြီးတက်တာသွားတာအထင်ရှားဆုံးတာရကတစ်ခုပြောပြအင်္ဂုလိမာလာဇာလန်းကိုလူတိုင်းသိကြတယ်အင်္ဂုလိမာလာဟာတကယ်ကိုတရားသူတရားမြတ်ရလောက်အောင်ယင်ထဲမှာခြေကပညာကောင်းတယ်ရှင်တွေကအသိဉာဏ်ရနိုင်တယ်အဲ့ဒီလိုဘဝမှာအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်လင့်ကစားမကောင်းတဲ့အပေါင်းအသင်းတွေကြောင့်နားယောင်ပြီးတော့လူတွေကိုတတ်ဖြတ်ပြီးလက်ညှိုးကိုစုဆောင်းတဲ့အလုပ်ကိုလုပ်ခဲ့တယ်လူတွေထောင်ပေါင်းများစွာတတ်တယ်နောက်ဆုံးသူ့ရဲ့မိဘအရင်ကိုပဲတတ်ဖို့ကြိုးစားလာတယ်ဒါတွေမကဘူးမြတ်စွာဘုရားကိုပါတတ်ဖို့လုပ်လာတယ်အဲ့ဒါလောက်အကုသိုလ်ပြစ်မှုတွေကျွလွန်ခဲ့တဲ့လူတတ်သမားလူရိုင်းကြီးဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားကိုတတ်ဖို့လိုက်ရင်းကနေပြီးတော့မမီမလန်းဖြစ်တဲ့အခါမှာမြတ်စွာဘုရားကိုရက်လိုက်လို့អော်လိုက်တာရက်လိုက်လို့អော်တဲ့အခါမှာမြတ်စွာဘုရားက
အေးတာသာလှည့်ပြီးတော့ပြောတယ်ငါကရပ်နေတာပါမင်းမဲ့ရပ်ဖို့လိုပါတယ်ဆိုတော့အဲ့ဒီစကားလေးကိုကြားရတဲ့အခါမှာသူအတွေးဝင်သွားတယ်ဒီယဟန်ကသွားနေရင်နဲ့ငါရပ်နေတာပါလို့ပြောတယ်ငါကြတော့မင်းမဲ့ရပ်ဖို့လိုပါတယ်သူဘာအဓိပ္ပာယ်နဲ့ရည်ရွယ်ပြောတာပါလိမ့်ဆိုတာသိချင်စိတ်ကနှိုးဆွာလာအဲ့တော့မြတ်စွာဘုရားကိုသိချင်စိတ်နဲ့မေးတယ်ဘာဖြစ်လို့ဒီလိုပြောတယ်လဲဆိုအေးငါကမကောင်းမှုအကုသိုလ်တွေမလုပ်ဘူးမလုပ်လို့ငါဟာရပ်ထားလိုက်ပြီမင်းကမကောင်းမှုအကုသိုလ်တွေလုပ်နေတော့မှမင်းအဲ့ဒါတွေကိုရပ်လိုက်လို့ငါပြောတာဆိုဒီစကလုံးလေးတစ်လုံးနဲ့သူ့ဘဝဟာပြောင်းလဲသွားချက်ချင်းသူကိုင်းတဲ့လက်နဲ့တွေအကုန်စွန့်ပြီးမြတ်စွာဘုရားရှိဒူးထောက်မြတ်စွာဘုရားကလည်းသူ့ကိုကြောင်းတော့ခေါ်သွားပြီးသင်္ကန်းဝတ်ပေးလိုက်တာကြည့်တယ်အလုံးကိုရာဇဝမှုတွေမြောင်များစွာကျွလွန်ထားတဲ့ပုဂ္ဂိုလ်တယောက်လူတွေမြောင်များစွာတတ်ထားတဲ့ပါဏာတိပါဒအာဟုဇုကံရှိတယ်သို့တော့မြတ်စွာဘုရားကသူ့ကိုတရားပေးတယ်တရားပေးတဲ့အခါမှာရုပ်တရက်တရားအထုတ်လို့မရဘူးဘာတွေပဲမြင်နေတော့ဆိုလူတွေကိုလိုက်တတ်တဲ့မြင်ကွင်းမဲ့သူ့အာယုန်ထဲမှာရောက်နေတယ်တရားထိုင်လို့မရဘူးမြတ်စွာဘုရားကနီးပေးတယ်အေးယဟန်ဖြစ်လာတဲ့နေ့ကစပြီးယတောဟံအရိယာယဇာတိယဇာတောယဟန်ဖြစ်လာတဲ့နေ့ကစပြီးဘယ်တရဝါကိုမှမတတ်ပါဘူးဆိုတာလေးကိုအာယုံပြုတ်ပြီးအတိတ်ကတတ်တာတွေခဏမေ့ထားအခုချိန်စင်ကြယ်တာလေးကိုအာယုံပြုတ်ပြီးတော့တရားအထုတ်ဆိုအဲ့ဒါလို့အထုတ်လိုက်တဲ့အခါမှာသူဟာယန္နာဖြစ်သွားယန္နာဖြစ်တယ်ဆိုတာအစွမ်းတတ္တိအထက်မြတ်ဆုံးဖြစ်တဲ့ဒီအရဟတမေဆိုတဲ့ကုသိုလ်ရအဲ့ဒီအရဟတမေကကုသိုလ်ကသူလုံးတဲ့အကုသိုလ်တွေအများကြီးကိုချိန်မုံပြလိုက်တယ်ကျိုးပေးလို့မရတော့နော်ကျိုးပေးလို့မရဘူးအကုသိုလ်တွေကျိုးပေးခွင့်မရှာအောင်ပိတ်ဆို့ဖယ်ရှားပြလိုက်တယ်သို့တော့သူတို့တတ်နိုင်တဲ့အကျိုးလေးတော့ပေးတယ်ဘာတော့ဆိုရင်ဆွမ်းခံသွားလို့ရှိရင်လူသားသမားကြီးဆိုပြီးအမေတတ်ခံရတဲ့လူတွေရှိတယ်ဆွေမျိုးတွေတတ်ခံရတဲ့လူတွေရှိတယ်အဖေတတ်ခံရတဲ့လူတွေအဲ့ဒီလူတွေကသူ့ကိုကြောက်လဲကြောက်တယ်ယုံလဲယုံတယ်အဝေးကနေပြီးတော့ခဲနဲ့ပေါက်တယ်ဒုတ်တွေနဲ့ပြစ်ကြတယ်အဲ့ဒီပြစ်လိုက်ခတ်လိုက်တဲ့ခဲတွေဒုတ်တွေဟာတခါတည်းသူ့ခေါင်းမှန်တယ်တခါတည်းသူ့ပိုက်လာတဲ့သပိတ်ကိုမှန်တယ်သပိတ်လည်းခဏခဏကွဲတယ်ခေါင်းလည်းခဏခဏကွဲတယ်ဆိုတော့အဲ့ဒီဆင်းရဲဒုက္ခတော့သူခံရတယ်သို့တော့အပယ်ကြဖို့ရအတွက်နောက်ဘဝဆိုတာမရှိတော့သည့်အတွက်ကြောင့်အပယ်ကတော့လွတ်သွားတယ်လို့သူတို့ဆိုလို့အဲ့တော့ဆိုလိုတာကအကုသိုလ်တွေကိုကုသိုလ်ကဖယ်ရှားပြနိုင်တယ်သို့တော့ဖယ်ရှားလို့မရဘူးသေသည်ချမ်းမဲနဲ့လုံးဝကြုတ်ပေးမဲ့အကုသိုလ်ကံ၅မျိုးရှိတယ်အဲ့ဒါကိုပင်စန္နန္တရိယကံ၅ပါးလို့ခေါ်တယ်အမေတတ်တဲ့အကုသိုလ်အဖေတတ်တဲ့အကုသိုလ်ယဟန္တာတတ်တဲ့အကုသိုလ်တန်ဃာတွေကိုသင်ခွဲတဲ့ယဟန်မြတ်စွာဘုရားသွေးစိမ့်တီအောင်တရားရအောင်လုပ်တဲ့ပုဂ္ဂိုလ်အဲ့ဒီအကုသိုလ်၅မျိုးကတော့တေတိချမ်းမဲမှာပင်ငရဲကိုဧကန္တိဋ္ဌကြမှာမလွယ်ဘူးတဲ့သူကတော့ကုစားလို့မရဘူးလို့ဆိုလို့ယောဂလို့ပေါ့ယောဂကျွန်းလာပြီဆိုရင်အင်ကျူအာတွေပေါ့ကုစားလို့မရတော့ဘူးဆိုတာမျိုးအဲ့ဒီအကုသိုလ်ကံကတော့ကုစားလို့မရဘူးအခုလိုအင်္ဂုလိမာလာကျွလွန်ခဲ့တဲ့အကုသိုလ်တွေကအစွမ်းထက်တဲ့ရတ္တမေနဲ့ပယ်ဖြတ်လိုက်တဲ့အခါမှာသူဟာအပင်ငရဲကြာမှမကြတော့ပဲနဲ့နော်ပစ္စုပန်ဘဝမှာခဲနဲ့ပေါက်တာတို့ဒုံနဲ့ပြစ်ခံရတာတို့ခေါင်းကွဲတာတို့တပိတ်ကွဲတာတို့သင်္ကန်းတွေစုပ်ပြဲတာတို့ဆိုတဲ့ဒုက္ခလေးနဲ့တည်းပဲသူဟာအဆုံးသတ်သွားဒီလိုဆိုလို့တယ်နော်အဲ့တော့အကုသိုလ်ကံကလည်းလွတ်မြောက်နိုင်တယ်နောက်ဆုံးမှကုသိုလ်အကုသိုလ်ကံတွေကလွတ်မြောက်ဖို့ဆိုတာတန်တရားကလွတ်သွားပြီဆိုရင်တော့အကျိုးပေးစရာအကြောင်းမရှိတော့ဘူးမလွတ်သေးရင်တော့လိုက်ပြီးအကျိုးပေးတတ်တယ်ယဟနာဖြစ်တဲ့ဘဝတောင်မှခန္ဓာရှိနေသေးလို့ရှိရင်အကျိုးပေးတယ်ရှင်မမောဂလမထေရမြတ်ဆိုရင်ခိုးသား900ဝိုင်းဝန်းပြီးတော့လှုပ်ကြံတပ်ပြတ်ခြင်းခံရတယ်ဆိုတာအလုံးသိနေကြ
အကုသိုလ်ကံလိုက်လာပြီးတော့အကျိုးပေးနိုင်တယ်ပေါ့သို့တော့နောင်ဘဝဆိုတာမရှိသည့်အတွက်ကြောင့်ဘဝအကျိုးပေးတာတော့မဟုတ်တော့ဘူးအေးဒါကြောင့်မို့အကုသိုလ်ကံဆိုတာဟာဒီဘဝမှာလည်းပဲတောကဖြစ်စေတယ်နောင်ဘဝမှာလည်းတောကဖြစ်စေတယ်ဖြစ်လျက်ဘဝမှာတောကရောက်ရတဲ့အကုသိုလ်ကံမျိုးမလုပ်သင့်ဘူးကုသိုလ်ကံတွေပဲရအောင်တို့တွေကြိုးစားအထောက်အမှာဖြစ်တယ်အကုသိုလ်မှန်သမျှရှောင်ရှားလို့ကုသိုလ်မှန်သမျှတိုးပွားအောင်တို့တွေကြိုးစားအထောက်မှလူဘဝမှာလူဖြစ်ရကြုံမြတ်နတ်မှာဧကံဖြစ်တယ်ဓမ္မပဒဒေသနာမှာမြတ်စွာဘုရားဟောတဲ့ဘဝသင်္ကန်းစာနဲ့ဓမ္မရတနာယူမှတ်သားကြပြီးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓ၏ဆုံးမဓမ္မရတနာယူမှတ်သားကြပြီးမိမိတို့ဘဝမှာအကုသိုလ်နည်းနိုင်သမျှနည်းအောင်ကုသိုလ်တရားတွေများနိုင်သမျှများအောင်တို့တွေအသိဉာဏ်ရှိတဲ့ဘဝမှာကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းပြီးကုသိုလ်တရားပွားများအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း